哈利路亚！真高过变神秘的พระเจ้านามาโรกุชิวทัวชิมวันบาเดสมาโดทีนี้ฮะสมาโดวัดตัวตะเกกองเดนี่ผิดเดสมาโดก็เจนมาชิงกูพระเกตะเกนะปีเราตาสมาโดดีนี่อยากกูยาวในราผิดเดแต่จังสมาโดพระตะเกกูเสร็จนั่นลุงก็จะมาชิมวันกูก่อยใจยาองสมาโดเดินตามอเมริกันกองเมียเดพระผิดเดสมาโดมากองยังตรงมาด้วยก็อยู่น่ะเนี่ยด้วยที่สาดเนี่ยจะมาดูก็ไม่ดังที่สุดนี่เราพยายามเชื่อผิดเลยอาจจะมาดูลุงเอดีเมียเราเพื่อนลุงเอดีสุดเราอาศัยกูทั่วลาไปเราพยายามกูอายาไปยาชิมันใจยาเอาปฐมอุสงวันเนาะจะมาดูโคราชสุนทรีเจมบาแล้วมาดูพินีเดสุดเราสวีดีเจมบาแฮปปี้สวีดีเจมบาสุบิเราจะมาสวีดีเจมบาสุบิเราพยายามกูเอดีตานี่เนี่ยจะมาดูโอฮิเลจุยจ่อใจยาเอา1, 2, 3 Happy Sweet December Amen Amen Hallelujah 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 亲们亲啊怎么都我得给啊一记的亲们亲配的那就怎么都现在路我专门陪下的给个阿姨阿爸呀那亲们在呀哦 Amen
Amen. Hallelujah. ချင်းမချင်းကကျွန်တော်တို့အတွက်နဲ့ဖြစ်တယ် Hallelujah. Hallelujah. သူဘုရားကိုစိတ်နှလုံးသွင်းမဲ့ချင်းမတဲ့ဆိုဘုရားတကယ်မကြည့်လိုက်တဲ့အရာဘုရားတကယ်ဖွင့်ပြနေတာဖြစ်တယ် Hallelujah.
လေလုယာထိုဖယားတခင်ကဒီရဲ့စင်တဲ့ကျွန်တော်မတို့လည်းအမြဲတမ်းတို့ပါရှိနေတဲ့ဖယားဖြစ်တယ်ထိုအမနောလာကျွန်တော်တို့အမေတန်ကောင်းမြတ်တဲ့ဖယားဖြစ်တယ်ဟာလေလုအိုးကူတော်မပါခဲ့ဒီလောကစီထဲမှာဟာလေလုယာပါရင်လေဘယ်လိုစားပြရမှာလဲဒီလောကစီထဲမှာဘယ်လိုဇတ်တီနိုင်မလဲရာရာမာလေကိုတော့သူစိခဲရင်လေဒီမဝပလေစီထဲမှာစနိုဦးဒီယာမဲနေတယ်
ဖြစ်ကိုတော့ကိုပဲ Hallelujah Hallelujah Guru mapayele belosa pyongya male jilo ga jide aton nalong ta the ka samado thu phaya ko dan ta jaya sin nalong achon men thu phaya ko koi tu ma bsi bo samado tata ma tu ma pa khe bo belo asa pyo nai ma le belo mo ne samado myen nai ma le belo lan sau nai ma le ku tu ma pa khe Emmanuel Phaya samado ku koi bai samado lo asung do aya thu Phaya shiye atu pa si chin phit de ye sin dai da dok tami dok ne me da atu pa shi do mo doli ya na cha dok tami dok ko me dan koi ka do mo Hallelujah Kuro ku chi su den de a ching dai ma chuma do atu pa shi de Phaya kuro ku chi su den de na ma do ku chi myau ba e selata do to mi do ku saka pyau do mu ba ati do atan ku ku do ya atan do le ku le chuma do ati do ta phan yen le ja si do mu ba Kuro ku chi su den de ding ma chimon ching ku ka chale ma tu pa si ke do chen sin ni ti de aching ma le ku ro tu pa shi do mu ba dan shin do wing yin do ni ya ma lo sha do mu ba saka pyao do mu ba Kuro ku chi su den de aching na yi chen sin ni ti de aching na yi mya ku ku do le hon na anan de kha ma ta ba ti do ta do jai su khret do ina ma do ko bi pu lian su tong saka anan ba imyan sung do thau la Phaya ta khin amen
哈利路亚！ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့ကျမ်းမာစွာနဲ့ဖျားကိုကိုးကွယ်နိုင်ဖို့ကျွန်တော်တို့ဝတ်ပြုနိုင်ဖို့ရာချမ်းကိုရောက်ရှိလာတော့တာသမီးအရောက်ရှိလိုက်ဖျားရှင်ကောင်းချီးပေးပါစေကျွန်တော်တို့ဟိုချိန်မှာဒီလိုမြန်မာအချင်းကြီးမြန်မာရှိရှင်မှာရောက်ရှိလာတော့တာသမီးအရောက်ရှိပေါ်မှာပထမဆုံးရောက်ရှိလာတဲ့သမီးရှိလို့ရှိရင်ကျွန်တော်တို့ကျူဆူချင်းပါတယ်ရှိကြလားကျွန်တော်တို့အလဲမှာရောက်ရှိလာတဲ့ကျွန်တော်တို့ညီမစန်းတယ်ကိုလည်းဖိတ်ခေါ်ပါတယ်ခုနကတဲ့သူကတက်တီခန်တော်မှာဖြစ်ပါတယ်ဘုံတော်လည်းချီမွန်တော်မှာဖြစ်ပါတယ်အရောက်ရှိတဲ့ဖျားရှင်ကောင်းချီးပေးပါစေကျွန်တော်တို့အခုချိန်မှာကျွန်တော်အလူငွေကောက်ခံဖို့ဖြစ်ပါတယ်ကျွန်တော်တို့အလူငွေစက်ကဖို့ရမကေတီကိုဖိတ်ခေါ်ရအောင်ပြီးတော့ကျွန်တော်တို့အလူငွေကောက်ခံဖို့ရနွန်ပြီးတော့ညီမနှစ်ယောက်နော်နွန်တို့ညီမနှစ်ယောက်ဟောရအောင်ပြီးတော့အဲ့ချိန်မှာကျွန်တော်ဘုံတော်ကိုချီးမွမ်းဖို့စန်းတဲ့ကိုဖိတ်ခေါ်ရအောင်နော်အားလုံးဖိတ်ခေါ်ပါတယ်လူတော်ငွေစက္ကန့်နဲ့ဆူတောင်းကြရအောင်တရှင်မြဲဆိုလူတွေရောက်စတိုင်းကိုချစ်တော်မူသောဖခင်ကိုရောပြင်ဆင်ပေးတဲ့အချိန်တိုင်းအတွက်ကျေးဇူးတော်ချီးမွမ်းတယ်ကိုရောရှင်ရဲ့ကျေးဇူးတော်ကြောင့်ကိုရောရဲ့သားသမီးများကိုရောရဲ့ရှေးမောက်မှာအတူတူကဆူယုံပြီးတော့ကိုရောဝတ်ပြုကိုးကွယ်တဲ့အခါမှာကိုရောဝိညာဉ်တော်ဖခင်အတူပါရှိတဲ့အရောက်ချင်းစီတိုင်းကိုတို့ထိစကားပြောတော့ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်တို့နှုတ်သက်အားဖြင့်ချီးမွမ်းခြင်းကိုးကွယ်ခြင်းမဟုတ်ဘဲနဲ့ယနေ့ကျွန်တော်တို့ကိုရောပေးထားသောကောင်းခြင်းများစွာထဲကနေပြီးတော့အလူတော်ဝင်အားဖြင့်တော်ကောင်းဆယ်ဘုဒ္ဓဝါအားဖြင့်တော်ကောင်းယူဆောင်လာကြပါတယ်ကိုရောရှင်ဖဖျားဒေဝစေတနာစိတ်နဲ့ပေးလူတဲ့ထိုသားသမီးရောက်ချင်းစီတိုင်းပေါ်မှာကိုရောရှင်ထံမှလာတဲ့အစ30အစ60အစ100ကောင်းချီးများတက်ရောက်စီတော်မူပါဖဖျားသခင်ဟိုဒီအလူတော်ငွေဒီလဲကိုရောရဲ့ဘုံနဲ့ကိုရောအဖို့လို့ငါကိုရောအသုံးပြုပါမိကြောင်းဒီအလူတော်ငွေကိုကိုရောလက်ဝဲတို့စက္ကန့်နဲ့စတောင်းတဲ့အခါမှာတပါးသားသခင်ရှုနာမ၌စက္ကန့်နဲ့စတောင်းကြပါ၏အာမင်အာမင်
ရားရှင်ကောင်းချစ်ပေးပါစေဂုံတော်ကိုချီးမွမ်းတော်တဲ့စံတော်မှာတော်လကောဒီကန်တော်တော့တသမီရောက်ရှိလိုက်ဖျက်ရှင်ကောင်းချီးပေးပါစေအခုဆက်လက်ပြီးတော့ကျွန်တော်တို့မစန်းတဲ့ဆီကနေကျွန်တော်တက်တီခံဖို့သူ့ဖိတ်ခေါ်มาဖြစ်ပါတယ်သူလည်းမက်ဆေ့လို့ရပါတယ်သူကတော့စင်ကာပူကနေလာတာဖြစ်ပါတယ်သူ့ကိုလက်ခုပ်တည်းနဲ့ဖိတ်ခေါ်ရအောင်ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီမှာတစ်တီခံခွင့်ပေးတဲ့ရက်စရာနဲ့အတင်းတော်တင်သားတွေအားလုံးကိုကျွန်မရှုဆွတ်ချင်းကျေးဇူးတင်ကြောင်းပေါ့နော်ပြောချင်ပါတယ်အဖေကိုလည်းကျေးဇူးချီးမွမ်းပါတယ်ကျွန်မမြန်မာစကားတော့တိတ်မကြွဘူးဖြစ်တယ်ကျွန်မနာမည်ကတော့စန်းတေးဖြစ်ပါတယ်ကျွန်မစင်ကာပူမှာအလုပ်လုပ်တာဖြစ်တယ်အခုဒီမှာ holiday နဲ့ပေါ့နော်လာတာဖြစ်တယ်Friday နေ့ကျရင်ကျွန်မပြန်သွားမှာဖြစ်တယ်အဲ့တော့လည်းကျွန်မစူတောင်းခံချင်ပါတယ်ပြီးတော့ကျွန်မတက်ဒီခံဖို့ကတော့အများကြီးရှိတယ်ဒါပေမဲ့ပြောလို့ဆိုရင်တညလုံးကိုပြောလို့ကုန်မှာမဟုတ်ဘူးပေါ့နော်ကျွန်မနည်းနည်းအနည်းငယ်ကျွန်မကတင်ချင်းရတဲ့အကြောင်းပေါ့နော်ကျွန်မပြောချင်ပါတယ်ပြီးတော့အဲ့မတိုင်ခင်ပါပေါ့နော်ကျွန်မမြန်မာစကားသိမပြောတတ်ဘူးမြန်မာပြည်မှာမွေးပြီးပဲကျွန်မမီဇိုရမ်ဘက်မှာနေတာဖြစ်တယ်ကျွန်မအဖေကမီဇိုရမ်ဘက်ကမီဇိုရီဆိုတော့ပြီးတော့2015မှာမြန်မာပြည်ကိုပြန်လာတာဖြစ်တယ်ပြီးတော့2019မှာစင်ကာပူသွားတာဖြစ်တယ်အဲ့မှာလည်းမြန်မာစကားမပြောတတ်ပါဘူး2023မှာ full gospel ကိုကျွန်မ join တာဖြစ်တယ်အဲ့ချိန်မှာကျွန်မ join တဲ့ခါကျတော့အဲ့မှာမြန်မာ service ဖြစ်တယ်ပြီးတော့2023ဟုတ်တယ်2023 June လကနေကျွန်မ Bible study ကို join တာဖြစ်တယ်ဆမနော် second power ရဲ့မိမပေါ့နော်ကျွန်မတို့ဝိညာဉ်ကောင်းဆောင်ဆမ second power နဲ့ဆမနော်တို့သူတို့ဦးဆောင်တဲ့နေရာမှာကျွန်မပါဝင်တာဖြစ်တယ်အဲ့ဖခင်ရဲ့ကြီးစုတော်ပါအဲ့နဲ့ Bible study ကိုကျွန်မ join ခါစားတော့ဆိုရင်လည်းကျွန်မချင်းစကားနဲ့ပဲပြောတာဖြစ်တယ်အဲ့ဆရာမက translate ပေးတာပေါ့နော်အဲ့လိုမျိုးနဲ့ကြီးထွားတာတယ်ဝိညာဉ်ရဲ့ပိုင်းမှာဖြစ်စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဇာတိပါဖြစ်ကျွန်မအဲ့ full gospel ကနေ second power ရဲ့ဥဆောင်တဲ့အောက်မှာကျွန်မကြီးထွားတာဖြစ်တယ်လို့ကျွန်မပြောချင်ပါတယ်ပြီးတော့ဒီမှာကျွန်မတခါညတော့က street design ပေါ့ worship night ပေါ့နော်ကျွန်မလာတာဖြစ်တယ်အဲ့မှာဆရာနဲ့တွေ့တဲ့ခါကျတော့ဆရာမိနစ်ပြန်တစ်တီခံဖို့လာအဲ့လိုပြောတဲ့ခါကျတော့ကျွန်မဘယ်လိုပြော shock very shock ပေါ့နော်ကျွန်မမထင်ပါဘူးအဲ့ဒါကျွန်မလုံးဝမထင်ပါဘူးအဲ့ဒါကျွန်မကျွန်မတို့ဒီလိုမျိုးworship တွေအရန်ကြိုက်တာဖြစ်တယ်ဒါပေမဲ့ကျွန်မ worship ဥဆောင်တာတော့လုံးဝဝါဒနာမပါဘူးအောက်ကနေအားရပါရချင်းမွန်းတာကျွန်မအကြိုက်ဆုံးဖြစ်တယ်ဒါပေမဲ့ဒီမလေးရှားလာတဲ့ခါကျတော့ကျွန်တော်တို့ယောဂအတင်းတော်ရှိတယ်အဲ့မှာဆိုရင် worship ကိုဥဆောင်ခိုင်းတာပေါ့နော်ဥဆောင်ခိုင်းတဲ့ခါကျတော့ကျွန်မလုံးဝဝါဒနာမပါတဲ့အရာဒါပေမဲ့ဖခင်ကကျွန်မမလှုပ်ချင်တဲ့အရာမှာလေကျွန်မဖခင်ကျွန်မကိုသုံးတာဖြစ်တယ်အာမင်သုံးတာဖြစ်တယ်စင်ကာပူကကျွန်မတငယ်ချင်းတွေကလည်းပြောတယ်အဲ့နဲ့ worship ကလုံးဝမပါချင်တဲ့သူတယောက်တော့တဲ့ဖခင်ကမလှုပ်ချင်တဲ့နေရာမှာလည်းသုံးတယ်လို့ကျွန်မပြောတာဖြစ်တယ်ဒါဖခင်ရဲ့ဘုံတော်ထင်ရှားဖို့ဖြစ်တယ်အာမင်ကျွန်မဆိုရင်အရင်တော့ဆိုရင်အရာကိုစူတာဖြစ်တယ်မိုးရဲ့စီဝါလည်းအကုန်လုံးလုပ်တယ်ကျွန်မ injection ကအရင်ကြောက်တယ် injection as number 4 injection ကျွန်မအဲ့ဒါပဲမလုပ်တာဖြစ်တယ်အကုန်လုံးကျွန်မလုပ်တယ်အရင်စူတဲ့သမီးပါဒါပေမဲ့ခုကျတော့လိမ်မာတဲ့သမီးဖြစ်သွားပြီရှောအဖြစ်ရမယ်ကျွန်မအရင်မိုးရဲ့စီဝါကျွန်မမီဇိုရမ်ဘန်နေပြန်လာတဲ့ခါကျတော့2016မှာDavid no မော်လဟိခမ်နိုသူတို့လာတယ်အဲ့မှာလည်းကျွန်မမသွားချင်ဘူးလုံးဝမသွားချင်ဘူးအမေကလည်းသွားပါလို့လည်းမပြောမသွားနဲ့လည်းလို့မပြောဒါပေမဲ့ last night မှာပေါ့နော်
ကျမကလေးရှိတယ်နော်ကျမမှာဆိုရင်သမီးတစ်ယောက်ရှိတယ်သားတစ်ယောက်ရှိတယ်သမီးက16နှစ်ရွယ်ရှိတယ်သားက10နှစ်ရွယ်ရှိပါတယ်အရန်ချစ်စရာကောင်းတဲ့သားသမီးတွေပါဖခင်ကချစ်စရာကောင်းတဲ့သမီးတွေပိုင်ဆိုင်ခွင့်ပြတဲ့တက်ဖျားကိုချီးမွမ်းပါတယ်အဲ့နေ့မှာဆိုရင်အမေကခေါ်သွားတဲ့ခါကျတော့အဲ့မှာဆိုရင်ကျမလုံးဝမကြိုက်ဘူးပေါ့နော်သူတို့ worship လေတာကဆရာပြကလေးကျမလုံးဝမကြိုက်ဘူးသူဦးဆောင်တာပေါ့နော်အဲ့တုန်းကဆိုရင်ကျမလုံးဝမကြိုက်ဘူးဒါပေမဲ့အဲ့တုန်းကဆိုရင်ကျမကယ်တင်ခြင်းမရသေးဘူးဖြစ်တယ်အဲ့ဒီနောက်ဆုံးမပြိုင်ခင်မှာပေါ့နော်ဆရာကအရှိမအနံချေတဲ့သူလာခဲ့လို့ပြောကျမလုံးဝမသွားချင်ဘူးဖြစ်တယ်အမေကတော့မျက်စောင်းထူးနေထူတာပေါ့နော်ဒါပေမဲ့နည်းနည်းတော့နားလဲတယ်အဲ့နဲ့သွားတဲ့ခါကျတော့အဲ့မှာဆရာကပြောလဲဆိုတော့ကျမတို့ရဲ့ကိုယ်ခန္ဓာကတန်ရှင်တော်ဝိညာဉ်တော်ရဲ့ကင်းဝတ်တဲ့နေရာဖြစ်တယ်ဒီကျမတို့ကဒီမှာစိတ်တာဟိုထဲလို့မရဘူးလေနော်ဒါကျမတို့ပိုင်မဟုတ်ဘူးဒါဘုရားအပိုင်ဖြစ်တယ်အဲ့လိုမျိုးလုံးဝအသုံးမဝင်တဲ့အရာတွေကိုကျမတို့သုံးတဲ့ခါကျတော့ယေရှုကအယံကိုစိတ်နာတယ်တဲ့အဲ့ဒီဟာကျမအယံထီတာဖြစ်တယ်ဟုတ်လားအဲ့လိုမျိုးပြောတယ်ဗောနော်ကျမဆိုအိမ်မှာဆိုရင်အကုန်လုံးကွင်းရတွေရောအကုန်လုံးလုပ်တယ်ကိုင်းစီးလဲငုံတယ်စီးရည်သွေးဖို့အဲ့ဒါလည်းငုံတယ်အကုန်လုံးလုပ်တယ်အိမ်မှာအမေတောင်မှမူရစီရ factory လို့ပြောတယ်ကျမတို့အိမ်ကိုပေါ့နော်အမေကမသားဘူးအမေကအရန် smart ကြတယ်မလုံနဲ့မပြောဘူးလှုပ်ပါလည်းမပြောကျမလိုချင်တဲ့ဆိုရင်ဝယ်ပေးတယ်မူရစီဝါနော်ဝယ်ပေးတယ်ဒါပေမဲ့အမေကအမြဲတမ်းကိုကျမတို့တို့ဆူတောင်းပေးတယ်တစ်ဖက်မှာလုံးဝမရက်မနာဘူးနေ့တိုင်းမျက်နှာကျမတို့မနိုးခင်မှာသူဆူတောင်းပေးတယ်အဲ့ဒီနေ့မှာဆိုရင်ကျမပြန်လာတဲ့ခါကျတော့ကျမလုံးဝအဲ့လိုကျမလှုပ်တင်းတယ်လုံးမဲ့အရာတွေမဟုတ်ဘူးအဲ့ဒါကျမမဆိုင်ဘူးကျမဆုံးဖြတ်လိုက်တယ်ကျမကတင်ချင်းမရသေးဘူးဝန်စရာပဲတချို့တွေကကြတော့ကတင်ချင်းရပြီးမှမူရစီဝါတွေကုန်ဖြတ်တာဖြစ်တယ်ကျမလုံးကတင်ချင်းမရခင်မှာကျမဖြတ်တာဖြစ်တယ်ဘုရားရှင်နာမဘုန်းကြီးပါစေပြီးတော့ကျမအကုန်လုံးကိုဖျက်ပလိုက်တယ်ဖျက်ပလိုက်ပြီးမှ2016ဩဂတ်လမှာဆရာထောင်လမ်းမုံလာတယ်ကျမတို့ရွာမှာအဲ့ဒီမှာလေကျမကအရန်ဆူတဲ့သမီးတစ်ယောက်ဖြစ်တယ်အမေကအဲ့စခန်းကြီးမှာကျမတို့ရွာစခန်းကြီးဖြစ်တယ်သူကဆရာထောင်လမ်းမုံလာတဲ့အခါသူတို့ blanket တွေခင်းထားတယ်လေကျမမကြိုက်ဘူးကျမရဲ့ blanket အသက်ဆက်ကျမဝယ်တာအမေသွားခင်းတာမခင်းနဲ့လေဒါအသက်လေးကျမဝယ်တာလည်းမကြသေးဘူးလို့ကျမပြောတာတခုခုထူချမယ်တဲ့အမေကပြောတာပေါ့နော်ကျမအရင်စိတ်တူတယ်ဒါပေမဲ့သူခင်းတာပဲအဲ့မှာကျမကတင်ချင်းရသွားပြီဆရာထောင်လုံးကကျမရဲ့ဝိညာဉ်ဖခင်ဖြစ်တယ်ကျမအရန်ကိုချစ်တယ်အခုချိန်ထိကျမစစ်တွေ့တယ်ပေါ့နော်အများနဲ့ကိုကျမတို့ဝိညာဉ်ဖခင်ကျမစစ်တွေ့တယ်ဆူတောင်းပေးတယ်ကျမလူအများကြီးပေါ့နော်သူကဖခင်ကတုံပြီးမှကယ်တင်နိုင်ဖို့ပေါ့နော်ကျမသူအရန်ကိုအများနဲ့ဆူတောင်းပေးတယ်ခဏကျမသူ့လည်းဖုံးခေါ်တယ်ဆရာထောင်တော်မူကိုဖျားသုံးပြီးမှကျမကယ်တင်ချင်းရတဲ့အတွက်လည်းကျမအရန်ကိုကျေးဇူးတင်တယ်ဒါပြီးမှအဲ့ဒါတွေကpart 1ပေါ့နော်တခုဒီကျမစင်ကုန်မှာဂျုံတဲ့ຢာတွေပေါ့နော်ကျမစစ်ခွန်ကနေnationality တအိမ်မှာပေါ့နော်employee မှာအလုပ်လုပ်တယ်ပြီးတော့ဒီ2025ဒီနေ့မှာကျမပြောင်းတဲ့ခါကျတော့လုံးဝကိုအစင်မပြေတာဖြစ်တယ်ကျမတို့ရဲ့ကောင်းဆောင်ဝိညာဉ်ကောင်းဆောင်ဆရာကင်ပါရဲ့ယူပါယုံကတော့အဖက်တာအပြီးအပင်ဖြစ်တယ်ဒါပေမဲ့ကျမတက်စပုံလုံးပိတ်တာဖြစ်တယ်ပိတ်တာဖြစ်တယ်ဒါပေမဲ့ဒီပိတ်တယ်လို့ထင်တဲ့အကြားကနေဖခင်ကကျမနဲ့တူပါရှိတယ်ကျမဒီခုချိန်ကြီးလဆာမရသေးပါဘူးဒါပေမဲ့ဖခင်နဲ့ကျမနဲ့တူပါရှိတယ်ကျမဘာလို့ချင်းလဲဘာဖြစ်ချင်ဘာရချင်လဲဘာစားချင်လဲကျမပြောစရာမလိုဘူးဘုရားအကုန်လုံးတည်နေတာဖြစ်တယ်အာမင်ဘုရားကကျမကိုအယံချစ်တယ်ဆိုတော့ကျမသိတယ်ဒီခုချိန်ထိဘုရားကကျမကိုတာဝန်ယူပေးတယ်တာဝန်ယူပေးအောင်မှလည်းဖြစ်တယ်ကျမရဲ့အနာဂတ်မှာလည်းသူပိုင်ဆိုင်ထားတာဖြစ်တယ်ပြီးတော့တခုပြောချင်တာကတော့ကျမ agency မှာနေတော့ဆိုရင်ကျမတို့ agency ကသူတို့လူမျိုးတွေကမနာလူလောက်အောင်ဘုရားကကျမကိုမျက်နှာတာပေးတာဖြစ်တယ်ပြီးတော့သူတို့ရဲ့ကျမတို့ agency ရဲ့ boss ကတာကအရန်ကိုဒိတ်ဆက်လို့မဒိတ်ဆက်လို့ပြီးတော့သူတို့ရဲ့ဘုန်းကြီးကျောင်းမှာ temple မှာဆူတောင်းမယ်အလုပ်ကောင်းရဖို့လို့ပြောတယ်ကျမ Christian ပါလို့ကျမပြောတယ်
သူကမရဘူးလိုက်သွားတာပဲလိုက်သွားတဲ့ခါကျတော့အဲ့မှာဆိုရင်သူတို့ငါ့ကို counseling ပေးတယ်ကျွန်မ counseling ပေးတယ်သူတို့ရဲ့ temple မှာပေါ့ဒီ temple ကထိုးချတယ်တခြား temple နဲ့မတူဘူးတဲ့စူတောင်းပြတဲ့နေရာတဲ့အဲ့မှာဆိုရင်သူတို့မှလည်းဆိုရင်နော်တက်တီခံဖို့အများကြီးရှိတယ်ခရစ်ယာန်တွေသူတို့Buddhist မှာသူတို့ပြန်ဘယ်လိုပြောမလဲကိလေသာအဲ့လိုမျိုးရှိတယ်တဲ့ကျွန်မရဲ့ခါကျတော့ကျွန်မရဲ့ Christian life ကဘယ်လိုဖြစ်တာလဲပေါ့နော်ကျွန်မကိုစင်ချင်မိတာပေါ့နော်အဲကိုရဲ့ Christian life ကတကယ်သူများအတွက်တည်တည်ခံဖို့လားဘုရားရဲ့ဘုံတော်ထင်ရှားဖို့လားအဲ့ဒါကျွန်မတို့အရန်ကိုစင်ချင်ဖို့လိုတယ်အဲ့ပါဆိုလဲကျွန်မအဲ့ဒီညမှာကျွန်မလည်းယေရှုကြောင့်ပြောတယ်သူတို့လည်းသူတို့ Buddhist ကြောင့်ပြောတယ်သူတို့လည်းမေးတယ်ကျွန်မလည်းဘယ်လိုအင်္ဂလိပ်စကားနဲ့ပြောတာသူတို့ဘယ်လိုနားလဲလေကျွန်မလည်းမသိပါဘူးဝိညာဉ်တော်ကပဲမဆာပေးတာဖြစ်တယ်အဲ့ဒီနေ့ကလည်းကျွန်မမသွားခင်မှာကျွန်မNew Testament ကိုဖတ်တာဖြစ်တယ်ဒါပေမဲ့အဲ့ဒီနေ့မှာဆိုရင်ကျွန်မ Old Testament မှာDaniel ရဲ့ books ပေါ့ကျွန်မဖတ်တာဖြစ်တယ်1 to 3အဲ့နဲ့အဲ့မှာဆိုရင်သူတို့ကျွန်မကို counseling ပေးပြီးမှကျွန်မလည်းဖခင်เจ้าကိုပြောတာသူတို့ရဲ့အဲ့ဒီ temple မှာကျွန်မကို like အဲ့ဒီအစီအစဉ်ကိုကျွန်မတို့သူတို့အများကြီးစီစဉ်တာဖြစ်တယ်လူအများကြီးတော့ security တွေအများကြီးကျွန်မဆိုအရင်ကြောက်တတ်တဲ့သူ office တစ်ခုခုမှာတစ်ခုခုဟိုရှောက်ဖို့သွားမယ်ဆိုရင်လည်းအရင်ကိုတုံတဲ့သူပေါ့နော်ဒါပေမဲ့အဲ့ညမှာဖခင်ကကျွန်မကိုအားပေးတယ်ကျွန်မအသက်အတူပါရှိတယ်ဝိညာဉ်တော်ဖခင်ကကျွန်မလုံးဝမကြောက်ဘူးရဲရင်ဆိုတော့ကျွန်မပြုံးလေးနဲ့ပြောဆက်ပြောနိုင်တာဖြစ်တယ်အဲ့မှဆိုရင်အဲ့ temple ထဲမှာကျွန်တော်တို့ဝင်တဲ့ခါကျတော့အကြီးတော့အယုတ်အများကြီးအဲ့မှာဒူထောက်ပြီးမှခေါင်းငေါက်ခိုင်းတာကျွန်မမဟုတ်ဘူးကျွန်မအသက်ရှင်တဲ့ဖခင်ကိုကိုွယ်တဲ့သူတယောက်ပါကျွန်မဒီရုပ်တုရှိမှကျွန်မမကူးကွယ်နိုင်ဘူးလို့ကျွန်မပြောတာဘိုးနေအလုံးရဖို့အလုံးကောင်းရဖို့ဒီမှာရှစ်ခိုးလိုက်ပြီဆိုရင်အဲ့ဒါလေးပဲယေရှုသင်မှာပြန်သွားလို့ရတယ်တဲ့မဟုတ်ဘူးကျွန်မတို့ကတစ္ဆာရှိနဲ့ယေရှုကိုလိုက်တဲ့သူပါကျွန်မဒီလိုမျိုးနဲ့မရဘူးလို့ပြောတာသူတို့ကကျွန်မခေါင်းမတောင်မဒီလူငေါက်ခိုင်းတာပေါ့နော်ကျွန်မလုံးဝမငုံချင်ဘူးဖြစ်တယ်အဲ့မှာအဲ့သူတို့ဖုန်ကြီးလာတာနဲ့ကျွန်မအခြားတော့ပါစကနေနောက်ကနေရှေခေရီယာရာပါရှကာရာပါစေငါလည်းကုံလို့ပြောတယ်သူစုတောင်းတဲ့အချိန်တိုင်းမှာကျွန်မလည်းအခြားတော့ပါစကားနဲ့ပြောတာဖြစ်တယ်အဲ့မှာဝိညာဉ်တော့ကျွန်မနဲ့အတူပါရှိတယ်ဆိုတော့ကျွန်မသိတယ်ဖုန်ကြီးလာတဲ့ခါကျတော့ရှစ်ခိုးခိုင်းတယ်ကျွန်မတို့လုံးဝမရှစ်ခိုးချင်ဘူးအော် security အများကြီးတော့ကျွန်မတို့ကိုဝိုင်းပတ်ဝန်းနေတာအဲ့နဲ့အဖုန်ကြီးကလည်းတွားခိုင်းလိုက်တယ်ကျွန်မတို့တွားတဲ့ခါကျတော့လမ်းတလမ်းလုံးမှာကျွန်မတို့ boss ကလုံးဝစကားမပြောသူစိတ်တူတယ်ဆိုတာငါသိတယ်ဒါပေမဲ့အဲ့ကားထဲမှာလေဝိညာဉ်တော်ကကျွန်မနဲ့အတူပါရှိတယ်ကျွန်မဘယ်လိုခံစားလဲဆိုရင်ဝိညာဉ်တော်ကလည်းအဖေတယောက်ကကျွန်မဖက်ဖွေးတယ်လို့ပဲကျွန်မခံစားတာဖြစ်တယ်thank you Lord thank you Jesus အားပဲတလမ်းလုံးမှာပြောသွားတာဖြစ်တယ်ဆိုလို့ချင်တာကကျွန်မတို့ဘယ်နေရာပဲရောက်သစ္စာရှိနဲ့ဖခင်ကိုကိုယ်ွယ်ဖို့ပေါ့နော်ပြီးတော့လည်းစိတ်တမကြနဲ့ကျွန်မခုချိန်ထိဒီလိုပဲဒါပေမဲ့ကျွန်မစိတ်တမကြဘူးဖခင်ကကျွန်မတို့အကောင်းဆုံးပြင်ဆင်ထားတယ်ဆိုကျွန်မသိတယ်အကောင်းဆုံးပေါ့နော်ကျွန်မဒီနေ့ထဲကကျွန်မရှုံခဲ့တဲ့အစခုနစကျွန်မဖခင်ကကျွန်မကိုပြန်ထပ်ပေးมาဖြစ်တယ်ဒီအားလုံးကိုလည်းပေးมาဖြစ်တယ်ဒီကကျွန်မမလေးရှားလာတဲ့ခါကျတော့အလုံးမရှိတဲ့သူတွေအများကြီးတွေ့တယ်သူတို့လည်းစိတ်တကြတဲ့သူတွေအများကြီးကျွန်မတွေ့ခဲ့ပါတယ်ဒါပေမဲ့ကျွန်မအားပေးချင်တာစိတ်တမကြနဲ့ဖခင်ကိုယေရှုကိုစစ်ကြည့်ပါယုံကြည်စိတ်ချနဲ့ကိုးကွယ်ပါဖခင်ကထိုးမှဖြစ်တယ်ပြောချင်တာအများကြီးရှိပါတယ်ဒါမှကျွန်မတည်တည်ခံချက်ကတော့ဒီလောက်နဲ့ပဲအဆုံးသတ်မယ်ဖြစ်ပါတယ်ကိုတော့ဖျားရှင်ဘုံကြီးပါစေပြီးတော့ကျွန်မတချင်းဆိုချင်တယ်နော်ကျွန်မတချင်းကတော့ချင်းဆိုမှဖြစ်တယ်ဒီမှာချင်းစကားနားမလဲတဲ့သူတယောက်မရှိပါဘူးနော်ရှိအဲ့ဆိုရင် PowerPoint မှာမထူတော့ပါဘူးနော်ဆိုကုန်းပတ်တော်ဟီချီတော့ပတ်စင်ဖန်နန်းနေနေမှာsiapa lo mà Joseph nó khác lâu mà Joseph nó khác lâu mà
Hello sorry ပါကျမဟိုကလည်း Joseph စီမှာပူထားတာဖြစ်တယ်သူမပူတာခုနကျမတို့ worship မှာချီးမွမ်းခြင်းကလည်းနဲ့ကျမတို့လည်းနဲ့ဖြစ်တယ်ချီးမွမ်းခြင်းကျမအရန်ကိုဖျားကိုချီးမွမ်းတာဖြစ်တယ်အရန်လည်းချီးမွမ်းခြင်းတယောက်တည်းနေလေကျမဖျားကိုချီးမွမ်းတာပဲဖြစ်တယ်ဒီတဲ့တူရှင်အကုန်လုံးအားလုံးဆိုပြီးမှအားလုံးအားရပါရဆိုကြမယ်နော်live music တော့ဘယ်ဆန်ငယ်လို့အင်္ဂါကခေလလာနသိစပွန်မBanin ahon musa nung kamin namin hong pati kung patoy hito pao hong sidelin hong po pagigin kasiyan long natin hong nul hong silin tua
လူစငယ်လုံးနငလုံးဖေးဖူးကစွမ်းစုံလုံးစွန်ကိမလုံးကကပစယာနာအားလုံးပဲချစ်ဖျားကောင်းမဲ့ချင်းကိုတက်တိခံတော်တဲ့မဆန်းတဲ့ကိုဖျားရှင်ကောင်းချီးပေးပါစေဆက်လက်ပြီးတော့ကျွန်တော်တို့ဒီတနာဝင်းငါဖို့ဆရာမအချင်းတို့ကိုအလုံးမတရရဲ့နဲ့မတရပြီလေခေါ်တည်ရဲ့နဲ့ဖေးခေါ်ရအောင်ကျေးဇူးတင်ပါတယ်အလုံးပြန်ထန်လို့ရပါပြီပေါ့နော်ဒီကနေ့မှာမြန်မာစီစဉ်ဆိုလို့ရှိရင်ကျမတို့တည်တဲ့အတိုင်းပဲပေါ့နော်ကြားမယ်ဆိုတာတည်တယ်စက်တနိုင်ပေါ့နော်စက်တနိုင်ကြော်မယ်ဆိုတာတည်လက်သားနဲ့အာမင်ရရှင်နာမတော်ကိုချီးမွမ်းဖို့ရန်ရောက်ရှိလာကြတဲ့အရောက်စီတိုင်းဖျက်ခင်အထူးပဲကောင်းချီးပေးပါစေဒီနေ့မှာထူးထူးခြားခြားပေါ့နော်ပပဝစန်းတဲ့ဆိုတဲ့ခါမှာအခုနတချင်းဆိုသွားတဲ့မောင်လေးလဲစန်းတဲ့ပေါ့နော်ဒီမှာညီမငယ်လဲစန်းတဲ့ဆိုတဲ့ခါမှာအားလုံးကကြောင်သွားတယ်တိုက်ဆိုင်ဆိုင်ပဲနော်နှစ်ယောက်စလုံးကဂုဏ်တော်ချီးမွမ်းကြတယ်နာမည်ကတူတာဖြစ်တယ်တကယ်ပဲကျမလည်းခွန်အားရတယ်ညီမငယ်လားအမလားမသိဘူးပေါ့နော်သူလည်းနှစ်ယောက်ရှိတယ်ဆိုတော့နော်ကလေးနှစ်ယောက်လေးယောက်ရှိတယ်ဆိုတော့တကယ်ပဲတမ္မာတဲ့အမိခင်အဖြစ်ကျမမြင်တာဖြစ်တယ်ကျမတို့လူမျိုးမှာဆိုလို့ရှိရင်မိခင်ဖြစ်ပြီဆိုလို့ရှိရင်မြတ်တော်အဖြစ်နော်အင်ထောင်ပြုတဲ့အခါမှာထောင်ကြတယ်လို့ပဲကျမတို့နေတတ်ကြတယ်ဘာမှဘယ်လိုလဲ idea ထုတ်ဖို့ကျမတို့မစင်းစားတော့ဘူးတချို့လူတွေဆိုဒီမလေးရှားမှာတော့အလုပ်လုပ်ကြတယ်ပေါ့နော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အလုပ်လုပ်ဖို့တောင်မစင်းစားကြတော့ဘူးပေါ့နော်အိမ်ဆောင်မယ်ကလေးထိမ့်မယ်အဲ့ဒီအဆင့်ပဲကျမတို့ကစဉ်းစားတတ်ကြတယ်ဒါပေမဲ့ဖျက်ခင်ကပေါ့နော်ကျမတို့မိခင်တက်တာကိုလည်းဖျက်ခင်ကအသုံးပြုနိုင်တယ်ပြီးတဲ့အခါမှာအခုနတက်တေခံချင်းကပေါ့နော်တကယ်ပဲအရေးကြီးတယ်လူငယ်တွေအတွက်လည်းတကယ်ပဲအရေးကြီးတာဖြစ်တယ်ကိုမပြောင်းလဲနိုင်တော့ဘူးလို့ထင်နေတဲ့လူငယ်တွေပေါ့နော်သူတစ်ဖြစ်မင်္ဂလိတွေလည်းဖြစ်စည်းနိုင်တယ်ဆိုတာကျွန်မအသိခံစားရတယ်ပေါ့နော်မင်္ဂလိတွေလည်းဖြစ်စည်းတတ်တာဖြစ်တယ်ကျွန်မတို့စိတ်ထဲမှာဆိုလို့ရှိရင်ယောက်ျားလေးတွေပဲလူပြိုတွေပဲပြည့်စည်မယ်လို့ကျွန်မတို့ထင်တာမဟုတ်ဘူးပေါ့နော်မင်္ဂလိတွေလည်းပြည့်စည်တတ်တာဖြစ်တယ်အဲ့ဒီအရာအားဖြင့်ကျွန်မတို့အသက်တာကိုဆင်ခြင်ဖို့ခုနညီမငယ်ဆန်းတဲ့ပြောသလိုပဲပေါ့နော်ကျွန်မတို့ကဘယ်လောက်ပဲဘယ်လိုလဲခိုင်မာတဲ့ပေါ့နော်ကျမတို့တခါတည်းကျရင်ယုံကြည်ခြင်းကျမတို့ပြောတဲ့အခါမှာပေါ့နော်အရန်ပဲမာချင်ကြတယ်ပေါ့နော်မပြောင်းလဲချင်ဘူးတချို့လူတွေဆိုရင်လုံးဝကဲတင်ချင်းအကြောင်းတော်လကောင်းပေါ့နော်လုံးဝနားမလည်နိုင်တဲ့သူတွေမြောက်များစွာရှိတာဖြစ်တယ်ဒါပေမဲ့ဇွဲမလျှော့ပဲနဲ့ပေါ့နော်ဖျားเจ้าကိုတွားလက်ဖျားမျက်နာကိုရှာခြင်းအဖြစ်ဖျက်ခင်က
အတိတ်တဖန်တိုးထိတယ်ဆိုတဲ့အရာကိုကျွန်မအထူးပဲခံစားရတာဖြစ်တယ်ပြီးတဲ့အခါမှာသူ့ရဲ့မိခင်ကိုလည်းကျွန်မတကယ်ပဲချီးကျူးတာဖြစ်တယ်သူ့ရဲ့ blanket အသစ်စစ်စစ်ကိုပေါ့နော်သူကခင်းပေးလိုက်ခြင်းအဖြစ်သူလည်းဝိညာဉ်ရမှာတကယ်ပဲကောင်းကြီးခံစားရတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့ဖခင်အတွက်ပေးကမ်းခြင်းဖခင်နာမနဲ့ကျမတို့ရှောက်လန်းတဲ့အရာတွေကတကယ်ပဲအကျိုးရှိတယ်ဆိုတဲ့အရာကိုဒီနေ့အတိတ်တဖန်ဖခင်ကစကားပြောတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့ဖခင်နိုင်ငံတော်အတွက်ပါဝင်ခြင်းတချို့လူတွေကပြောကြတယ်ပေါ့နော်နင်တို့ကအလူငယ်ထဲတာများလားချီလားမယုံကြည်သူတွေဆိုလို့ရှိရင်ပြောင်းလဲစာခသူတို့ဘယ်လိုခံစားရလဲဆိုလို့ရှိရင်နင်တို့ခရစ်ယာန်တက်တာကတကယ်ပဲခက်ခဲလိုက်တာပေးကမ်းခြင်းတွေပဲဖခင်ကြောင့်သွားရတယ်အကုန်လုံးလိုက်လျှောက်ရတယ်အရင်ပဲခက်ခဲတယ်ဆိုပြီးတော့စိတ်ရကြတဲ့သူမြောက်များစွာရှိတာဖြစ်တယ်ဒါပေမဲ့ကျမတို့ဒီမှာရှိတဲ့လူတွေကပေါ့နော်ဒီကနေ့ကျမတို့ကခရစ်တော်အတွက်ဆိုပြီးတော့ခရစ်တော်ကိုယုံကြည်လက်ရှောက်လန်းတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ကျမတို့ဒီနေရာမှာကျမတို့ရောက်ရှိနိုင်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့ဖျားအတွက်ရှောက်လန်းတဲ့အရာတွေပေးကမ်းတဲ့အရာတွေပေါ့နော်ကျမတို့ဇွဲမလျှော့ပဲနဲ့ဖျက်ခင်အတွက်ပေးကမ်းရအောင်ဆိုပြီးတော့ကျမခေါ်ဖိတ်ချင်ပါတယ်ဒီလဟာဆိုလို့ရှိရင်ကျမတို့ခရိယန်တွေအတွက်တကယ်ပဲအရေးကြီးတဲ့လတကယ်ပဲမွန်မြတ်တဲ့လတကယ်ပဲကျမတို့ဘယ်လိုပြောမလဲကျမတို့အတွက်အရေးပါတဲ့လဖြစ်တယ်နှစ်တိုင်းမှာပေါ့နော်တစ်နှစ်လုံးမှာကျမတို့ကြည့်တဲ့အခါမှာ holiday မြောက်များစွာရှိတာဖြစ်တယ်တရုတ်နှစ်တကူပြီးတဲ့အခါမှာကလားပွဲနော်ဒီ public ကစမှာပေါ့နော်ပွဲတွေမြောက်များစွာရှိတာဖြစ်တယ်အဲ့ဒီပွဲတွေကကျမတို့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကျမတို့နဲ့တိတ်မဆိုင်ဘူးပေါ့နော်ဒါပေမဲ့ကျမတို့နဲ့ဆိုင်တဲ့ပွဲကဘယ်ပွဲလဲဆိုလို့ရှိရင်ဒီလမှာကျင်းပတဲ့ခရစ်စမတ်ကကျမတို့ရဲ့ပွဲဖြစ်တာဖြစ်တယ်ကျမတို့ရဲ့ကိုယ်ပိုင်ပွဲပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့ရဲ့ကယ်တင်ရှင်ခရစ်တော်ဖွားမြင်လာတဲ့လဖြစ်တဲ့အတွက်ကြောင့်ကျမတို့နဲ့သက်ဆိုင်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့စဉ်းစားရအောင်ပေါ့နော်ဒီလကကျမအတွက်တကယ်ပဲအရေးပါသလားပေါ့နော်ဒီလကကျမအတွက်တကယ်ပဲဖျားရှင်တိုးထိခြင်းကျမတကယ်ပဲခံစားရပါသလားဆိုပြီးတော့ကျမတို့စင်ချင်နှလုံးသွင်းပွင့်ရကျမဒီနေ့အတိတ်တဖန်ခေါ်ပဲချင်တာဖြစ်တယ်တချို့လူတွေကပြောတယ် Facebook မှာကျမတွေ့ရတယ်ပေါ့နော်ဒီဇင်ဘာလရောက်ပြီဆိုတော့ခရစ်စမတ်ကြောင့်ကျမ်းစာတွေဟိုရှင်မသက်ဖတ်မယ်လူကာဖတ်မယ်အကုန်လုံးဟေရှာယဖတ်မယ်ပြောမဲ့ရတယ်တောင်ငါအလွတ်ရတယ်ဆိုပြီးတော့တချို့လူတွေတင်တတ်တယ်ပေါ့နော်တကယ်ပဲဟုတ်လဲဟုတ်တယ်ဒါပေမဲ့ဒီဇင်ဘာလမှာဒီခရစ်စမတ်နေ့မှာကျမတို့မပြောဘူးဆိုရင်တခြားနေ့မှာပြောဖို့လေကျမတို့ကတိတ်ပြီးတော့ဘယ်လိုပြောမလဲမကြိုက်ဘူးလို့ကျမခံစားရတယ်ဒါပေမဲ့ကြိုက်တော့ကြိုက်တယ်ဒါပေမဲ့ပြောဖို့အခွင့်ကောင်းအချိန်ကပေါ့နော်ဒီဇင်ဘာလဖြစ်တဲ့အတွက်ကြောင့်ကျမလည်းဒီနေ့မှာအဲ့ဒီအရာကိုကျမပြောမှာဖြစ်တယ်အားလုံးကတိတယ်နားလေတယ်ဒါပေမဲ့ကျမတို့ဒီကနေ့ဒီအရာတွေအဖြစ်ကျမတို့စင်ချင်နှလုံးသွင်းရင်းနဲ့ပေါ့နော်ဖျက်ခင်ငါကိုအတိတ်တဖန်ဒီအရာတွေနဲ့စကားပြောပါလားဆိုပြီးတော့ကျမတို့ဒီနှုတ်ကပတ်တော်တွေအဖြစ်ကျမတို့အတိတ်တဖန်စင်ချင်နှလုံးသွင်းရအောင်ကျမ်းစာအရင်ဆုံးဖတ်ချင်ပါတယ်ဟေရှာယအနာဂတိကျမ်းအခန်းကြီး9ငယ်6ဟေရှာယအနာဂတိကျမ်းအခန်းကြီး9ငယ်6 Okay ကျမ်းစာပါတဲ့သူတွေကလည်းဖတ်နိုင်တယ်အလို့ရတဲ့သူတွေကလည်းပေါ့နော်ကျွန်မနဲ့အတူတကွဖတ်ရအောင်အကြောင်းမူကားငါတို့အဖို့သူငယ်ကိုဖွားမြင်၏ငါတို့အားသားကိုတနာတော်မူ၏ထိုသူသည်အုပ်ဆိုးခြင်းအာဏာဆက်ရှိလိမ့်မည်နာမတော်ကအံ့ဩဖွယ်တိုင်ပင်ဘက်တကိုးကြီးသောဖျားသခင်ထာဝရဘာငြိမ်သက်ခြင်းအရှင်ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်အာမင်ဒီမှာနာမတော်ဘယ်နှခုတွေ့ရလဲဆိုလို့ရှိရင်9ခုပေါ့နော်အံ့ဩဖွယ်တိုင်ပင်ဘက်တကိုးကြီးသောဘုရားသခင်ထာဝရဖငြိမ်သက်ခြင်းအရှင်9မျိုးတွေ့ရတာဖြစ်တယ်ကျွန်တော်ကျမ်းစာထဲမှာလေ့လာတဲ့အခါမှာအများကြီးတွေ့ရတယ်ဖျက်ခင်နာမတော်ပေါ့နော်ဒါပေမဲ့အဲ့ဒီအရာတွေကိုကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်အချိန်အများကြီးလိုတယ်အဲ့ဒီအတွက်ကြောင့်ဒီနေ့မှာအဲ့ဒီအရာတွေကိုပေါ့နော်ကျွန်မစင်ချင်နှလုံးတွင်းဖို့ရန်ခေါ်ပေးခြင်းနဲ့နာမတော်ဆိုတဲ့အခါမှာကျွန်မတို့လူတိုင်းကနာမည်ရှိကြတယ်ပေါ့နော်ကျွန်မတို့မွေးကင်းစကလေးကစပေါ့နော်ကျွန်မတို့မွေးဖွားလာတဲ့အခါမှာ
မိဘတွေကကျမတို့ကိုနာမည်ပေးကြတယ်တချို့လူတွေဆိုလို့ရှိရင်နာမည်နဲ့တောင်မကိုက်ဘူးပေါ့နော်နာမည်နဲ့တောင်မကိုက်ဘူးဘာလို့လဲဆိုလို့ရှိရင်ပြီးဆိုတဲ့အခါမှာတချို့လူတွေကပြီးဆိုတဲ့အခါမှာကြီးရမယ်ပေါ့နော်ကြီးရမယ်ထွားရမယ်ဒါပေမဲ့အဲ့ဒီနာမည်ပိုင်ရှင်ကပုပုလေးအဲ့လိုမျိုးပေါ့နော်ကျမတို့လူတချို့ကကျမတို့နာမည်နဲ့မကိုက်တဲ့သူတွေရှိတယ်တချို့ကကြတော့သူ့နာမည်ကတိတိလေးဒါပေမဲ့သူလူကောင်ကကြီးကြီးလေးဆိုတာကစားပေါ့နော်လူကောင်ကထွားလေးဆိုတာကစားကျမတို့အသက်တာထဲမှာနာမည်နဲ့မလိုက်ဘဲနဲ့ပေါ့နော်ကျမတို့ကလူတွေရှိတတ်ကြတယ်ဒါပေမဲ့ဒီထဲမှာဆိုလို့ရှိရင်ယေရှုရဲ့နာမတော်ကားတဲ့အံ့ဩဖွယ်တကယ်ပဲဖျက်ခင်ကအံ့ဩဖွယ်ဖြစ်တာဖြစ်တယ်သူ့ရဲ့နာမည်တွေနဲ့သူကတကယ်ပဲကိုက်ညီတာဖြစ်တယ်လူတွေကကျမတို့နာမည်နဲ့တခါကျမကိုက်ညီဘူးမလို့ကျမဆိုရင်ကျင်အမြဲတမ်းမပြည့်စုံဘူးကျမဆိုရင်ပေါ့နော်အမြဲတမ်းမပြည့်စုံဘူးကျင်တို့ပြည့်စုံတဲ့သူပေါ့နော်ကျမတို့ဒါရိုက်ဘာသာပြန်မယ်ဆိုလို့ရှိရင်တကယ်ပဲအားလုံးမှာပြည့်စုံဖို့ရန်ကျမရဲ့အဖွာကနာမည်ပေးထားတာဖြစ်တယ်ဒါပေမဲ့သူ့ရဲ့နာမည်ပေးထားတဲ့အတိုင်းပဲကျမကလုံးဝမပြည့်စုံဘူးပေါ့နော်အဲ့ဒီဟာကလူတွေရဲ့အခြေအနေပေါ့နော်ဒါပေမဲ့ယေရှုကကြတော့တဲ့သူကအံ့ဩဖွယ်တကယ်ပဲအံ့ဩဖွယ်ဖြစ်တာဖြစ်တယ်နာမည်နဲ့တကယ်ကိုက်ညီတယ်တိုင်ပင်ပဲကျမတို့နဲ့တိုင်ပင်ဖို့ရန်အမြဲတမ်းအစဉ်သင်ရှိတဲ့ဘုရားသခင်ဖြစ်တယ်အာမင်တကိုးကြီးသောဘုရားသခင်လူတွေကမလုံနိုင်တဲ့အရာတွေကိုလုံနိုင်တဲ့ဘုရားသခင်ဖြစ်တယ်လူတွေကမချစ်နိုင်တဲ့သူတွေကိုယေရှုကချစ်နိုင်တာဖြစ်တယ်အာမင်ပြီးတဲ့အခါမှာထာဝရအဘကျမတို့ရဲ့ထာဝရအဘဖြစ်တာဖြစ်တယ်အဘဆိုတဲ့အခါမှာကျမတို့လောကမှာပေါ့နော်သက်ရှင်တဲ့အခါမှာကျမတို့အဘဆိုတဲ့အခါမှာအဖေရှိကြတယ်ဒါပေမဲ့ကျမတို့အဖေကကျမတို့နဲ့အမြဲတမ်းအတူမရှိနိုင်ဘူးဒါပေမဲ့ကျမတို့ရဲ့ဘုရားသခင်ကကျမတို့နဲ့အမြဲတမ်းအတူပါရှိနိုင်တဲ့ဘုရားသခင်ဖြစ်တယ်အာမင်ကျမတို့ရဲ့မိဘတွေကစွန့်ပစ်တဲ့အခါမှာကျမတို့ရဲ့မိဘတွေကကျမတို့ကိုခွေးခွာတဲ့အခါမှာဖြစ်ကျမတို့ကသူ့ကိုအဖဆိုပြီးတော့ကျမတို့ခေါ်ရတဲ့အခွင့်ကိုကျမတို့ရတာဖြစ်တယ်ပြီးတဲ့အခါမှာငြိမ်သက်ခြင်းအရှင်တဲ့အာမင်ကျမတို့တက်တာထဲမှာပူလောင်နေတဲ့အရာတွေကျမတို့တက်တာထဲမှာစိုးရိမ်နေတဲ့အရာတွေကျမတို့ထိုဖျားခင်ကိုကျမတို့နေရာပေးတဲ့အခါမှာကျမတို့ရဲ့တက်တာထဲမှာငြိမ်သက်ခြင်းကိုထူခံစားရတာဖြစ်တယ်အာမင်ထို့အတွက်ကြောင့်ကျမတို့ဒီနေ့ကျမတို့ကြိုဆိုတဲ့ယေရှုရဲ့အမည်နာမကသူနဲ့တကယ်ပဲကိုက်ညီပြီးတော့သူ့ရဲ့အမည်နာမအတိုင်းသူကတကယ်ပဲလှုပ်ဆောင်တဲ့ဘုရားဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်မပထမဆုံးအနေနဲ့ပြောကြားချင်ပါတယ်အာမင်ခေါင်းစဉ်တစ်ခုနဲ့ကျွန်မဒီနေ့ပြောဖို့ရန်ပြင်ဆင်လာပါတယ်အဲ့ဒီຢာကတော့ဗောနော်ယေရှုကဘာဖြစ်လို့လူစားတိကိုခံယူရတာလဲအာမင်ဆရာကလည်းမနေ့က၃မျိုးပြောတယ်ဗောနော်ကျွန်မအဲ့ဒီຢာမတူတဲ့အရာမတူတဲ့အရာ၄မျိုးပြောမယ်ဗောနော်ပထမဆုံးအနေနဲ့ယေရှုကဘာဖြစ်လို့လောကကိုကြွလာလဲဆိုလို့ရှိရင်ကျမတို့အပြစ်ကနေလွတ်ဖို့ရန်သူကကြွလာတာဖြစ်တယ်အာမင်အပြစ်ဆိုတဲ့အခါမှာကျမတို့နားမလည်ခင်မှာတော့အော်ငါအပြစ်မလုပ်တာငါဘာဖြစ်လို့ငါနဲ့ယေရှုနဲ့ဘာလို့ဆိုင်မှာလဲကျမဆိုမေးခွန်းအရန်ထုတ်တယ်ကျမငယ်ငယ်တော့ဆိုလို့ရှိရင်ပေါ့နော်ယုံကြည်ခြင်းမရကယ်တင်ခြင်းမရခင်ကဆိုလို့ရှိရင်ကျမမေးခွန်းအရန်ထုတ်တယ်အိုးဘာဖြစ်လို့ငါနဲ့ဆိုင်မှာလဲဒါကျမတို့ကျောင်းမှာဆိုလို့ရှိရင်တမိုင်းတော့ပေါ့နော်သင်ရတဲ့ခါမှာအဲ့လိုမျိုးပဲဖြစ်မှာပဲဆိုပြီးတော့ကျမတို့စဉ်းစားတတ်တယ်ဒါပေမဲ့ဖျက်ခင်တိုးထိချင်းကိုကျမအထူးတစ်ဖြစ်ခံစားရတဲ့အခါမှာပေါ့နော်အိုးယေရှုကငါအတွက်ပါလားငါရဲ့အပြစ်တွေခြေဖို့ရန်ငါအပြစ်မှလွတ်မြောက်ဖို့ရန်အတွက်ယေရှုကတကယ်ပဲကြွလာပါလားဆိုပြီးတော့ဖျက်ခင်ကျမကိုအထူးပဲခံစားစေတာဖြစ်တယ်အာမင်ထို့အတွက်ကြောင့်ဒီမှာရှိတဲ့အယောက်စီတိုင်းလဲကျမတို့တက်တာထဲမှာကျမတို့ယေရှုကိုကျမတို့ပေါ့နော်ဒီမှာဒီခရစ်ယာန်တွေနဲ့ကြိုးဆိုတဲ့ကဲ့သို့ကျမတို့နှလုံးသားထဲမှာလဲကျမတို့ကြိုးဆိုဖို့ရန်အရန်ပဲရည်ကြီးတာဖြစ်တယ်အာမင်ငါအပြစ်မှလွတ်တကယ်ပဲလွတ်သလားတခါတလေကျရင်ဇီဇဝါဖြစ်တယ်ပေါ့နော်တကယ်ပဲငါဒီလိုပါဇက်နဲ့ပြောလိုက်ရုံနဲ့လွတ်ပါမလားဆိုပြီးတော့တကယ်ပဲကိုမလုံးဘယ်လိုလဲအော်တပါစိတ်မကြည်တဲ့အချိန်လဲရှိတာဖြစ်တယ်
အဲ့ဒီဘာလို့ဩတပါစိတ်မကြည်ဘူးဆိုလို့ရှိရင်ကျမတို့တကယ်ပဲကဲတင်ချင်းမရတဲ့ခါမှာခွန်အားရတဲ့ခါတော့ကဲတင်ချင်းရတယ်လို့ခံစားတယ်ဒါပေမဲ့ခွန်အားမရဘူးအားရောတဲ့ခါကျတော့ငါကဲတင်ချင်းပဲရောက်သွားလဲဆိုပြီးတော့ကျမတို့လမ်းပြောက်နေတဲ့အသက်တာကျမတို့ခံစားရတာဖြစ်တယ်အဲ့လိုမျိုးအသက်တာခံစားရတယ်ဆိုလို့ရှိရင်ကျမတို့ဒီနေ့ပေါ့နော်ကျမတို့တက်တာတကယ်ပဲစင်စင်ပွင့်ရန်ခေါ်ဖိတ်ခြင်းနဲ့ယေရှုကဘာဖြစ်လို့လောကမှာလူစားတိကိုခံယူလဲဆိုလို့ရှိရင်ကျမတို့ကိုအပြစ်မှလွတ်မြောက်ဖို့ရန်အတွက်သူကလူရတိကိုခံယူရတာဖြစ်တယ်အာမင်ရှင်မသက်ခရစ်ယာန်ခန်းကြီးတဲ့အငယ်27မှာဆိုလို့ရှိရင်တားယောက်ျားကိုဖွားမြင်လိမ့်မည်ထိုသားသည်မိမိလူတို့ကိုအပြစ်မှကယ်ချွတ်မိသူဖြစ်သောကြောင့်ယေရှုသောအမည်ဖြင့်မဲ့ရမည်ဟုကောင်းကင်တမန်ဆို၏တဲ့အာမင်တားယောက်ျားကိုဖွားမြင်လိမ့်မည်တဲ့ထိုသားတွေမိမိလူတို့ကိုမိမိလူတို့ဆိုတဲ့အခါမှာကျမတို့ကပါဝင်တာဖြစ်တယ်ကျမတို့ကိုအပြစ်မှကယ်ချွတ်မဲ့သူအာမင်ထိုတဲ့ကြောင့်အဲ့ဒီဟာကငါအတွက်ပါလားငါအတွက်ယေရှုကကြွလာပါလားဆိုပြီးတော့ကျမတို့ခံယူဖို့ရန်ကျမခေါ်ပေးချင်ပါတယ်လူတရားချက်နေနဲ့ကျမတို့ယေရှုကဘာဖြစ်လို့လူစားတိကိုခံယူလဲဆိုလို့ရှိရင်ကျမတို့အပြစ်ငရဲမှလွတ်မြောက်ဖို့ရန်အတွက်ဖခင်ကစေလွတ်တာဖြစ်တယ်အာမင်တိမောသေဩဝါဒစာပထမဆောင်ခန်းကြီးနဲ့အငယ်လေးမှာဆိုလို့ရှိရင်လူအပေါင်းတို့ဒီကဲတင်ချင်းသုံးယောက်ရွယ်တမန်တရားကိုသိစေခြင်းကဖခင်ဒီအလိုရှိတဲ့ဖခင်ကအလိုတော်ကပါလဲကျမတို့အရောက်စီတိုင်းကဲတင်ချင်းရဖို့ရန်ဖခင်အလိုတော်ရှိတာဖြစ်တယ်သူနဲ့အတူတကွပေါ့နော်ကျမတို့ဆန်မြန်းဖို့ရန်သူနဲ့အတူတကွကျမတို့နေထိုင်ဖို့ရန်ဖခင်အလိုတော်ရှိတာဖြစ်တယ်အပြစ်ငရဲကနေကျမတို့လွတ်မြောက်ဖို့ရန်ဖခင်အလိုတော်ရှိတာဖြစ်တယ်အာမင်ထို့အတွက်ကြောင့်ကျမတို့ကဖခင်ချစ်ခြင်းကိုအထူးပဲခံစားရတာဖြစ်တယ်ကျမတို့ကိုမချစ်တဲ့သူတွေကျမတို့ကိုဂရုမစိုက်တဲ့သူတွေကကျမတို့အတွက်ဘာမှစဉ်းစားပေးမှာမဟုတ်ဘူးဒါပေမဲ့ကျမတို့ကိုဖခင်ကချစ်တဲ့အတွက်ကြောင့်အာမင်သူဖန်ဆင်းတဲ့လူတွေကိုသူကကယ်လို့ဖို့ရန်အပြစ်ငရဲကနေကယ်လို့ဖို့ရန်သူကအစီအစဉ်ရှိတာဖြစ်တယ်အလိုရှိတာဖြစ်တယ်ကျမအခုတလောစိတ်ထဲမှာဘယ်လိုခံစားရလဲဆိုလို့ရှိရင်ကျမတို့ဆိုရင်ကိုယ့်ရဲ့အမေတွေကိုယ့်ရဲ့အဖွားတွေကိုပေါ့နော်ကျမတို့ကတစ်ခါတလေကြာရင်ချစ်တဲ့အချိန်ရှိတယ်မချစ်တဲ့အချိန်ရှိတယ်အဲ့လိုခံစားရလားတစ်ချိန်လုံးကျမတို့ကမချစ်နိုင်ဘူးတကယ်ရှင်းရှင်းလင်းလင်းပြောရင်ပေါ့နော်ဒါပေမဲ့သူတို့ချစ်ကိုတော့ကျမတို့ခံစားချင်တယ်ဒါပေမဲ့တကယ်ပဲမချစ်နိုင်ဘူးဘယ်အချိန်မှာပေါ်လဲဆိုလို့ရှိရင်သူတို့စကားနားမထောင်တဲ့အခါမှာကျမတို့တကယ်ချစ်တယ်ဆိုလို့ရှိရင်အကုန်လုံးနားထောင်မှာပေါ့နော်ဒါပေမဲ့တစ်ချိန်လုံးကျမတို့ကသူတို့ကိုမချစ်နိုင်ဘူးဆိုတာဘယ်အချိန်မှာထင်ရှားလဲဆိုလို့ရှိရင်သူတို့စကားနားမထောင်တဲ့အခါမှာကျမတို့တကယ်ပဲထင်ရှားတာဖြစ်တယ်။ဤအဖြစ်ကျမဘယ်လိုခံစားလဲဆိုလို့ရှိရင်ကိုယ့်ရဲ့အဖွားတွေကပေါ့နော်ကျမတို့ကကိုယ့်ရဲ့အမေတွေဖွားတွေကိုချစ်ဖို့ရန်တခါကျရင်စူးစမ်းရတဲ့ချိန်ရှိတာဖြစ်တယ်။တခါကျတော့အရန်ချစ်တယ်။ဒါပေမဲ့တစ်ချိန်လုံးမဟုတ်ဘူး။ဒါပေမဲ့ကိုယ့်အဖိုးဖွားတွေကိုယ့်ရဲ့အမေတွေကကြတော့သူတို့အထဲမှာဘယ်လိုခံစားမယ်လို့ကျမထင်လဲဆိုလို့ရှိရင်သူတို့ကတကယ်ပဲကျမတို့ကိုဘယ်အချိန်ဖြစ်ဖြစ်ချစ်မယ်လို့ကျမခံစားတယ်။ဘာလို့လဲဆိုလို့ရှိရင်ကျမသမီးတွေပေါ့နော်။ကျမသူတို့အပြစ်လုပ်တယ်ဖြစ်စေမလုပ်တယ်ဖြစ်စေကျမသူတို့ကိုတအားချစ်တယ်သူတို့ချစ်တယ်ဖြစ်စေမချစ်တယ်ဖြစ်စေပေါ့နော်။ကျမကသူတို့ကိုအရင်ချစ်တယ်ဆိုတော့ကျမခံစားရတယ်။ဒါပေမဲ့သူတို့တစ်ခါကျရင်ပြောတတ်တယ်နုကနန်းငိုင်လို့ဆိုပြီးတော့ပေါ့နော်။သူတို့ကတစ်ခါကျရင်ပြောတတ်တယ်ပေါ့နော်။အဲ့ဒီအရာအဖြစ်ဖျက်ခဲ့ကျမကိုဘာခံစားစေလဲဆိုလို့ရှိရင်အိုးငါဖန်ဆင်းတဲ့လူတွေကိုငါကဘလောက်ချစ်တဲ့အကြောင်းနဲ့လဲခံစားမှာပဲဆိုပြီးတော့ဖျက်ခဲ့ကျမကိုစကားပြောတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီနေ့ဒီမှာရှိတဲ့လူတွေကျမတို့ကဖျက်ခင်ရဲ့ဖန်ဆင်းခြင်းကိုခံရတဲ့သူတွေဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဖျက်ခင်ကတကယ်ပဲချစ်တာဖြစ်တယ်ဖျက်ခင်ရဲ့ချစ်ခြင်းမေတ္တာကိုကျမတို့ကတကယ်ပဲအိုးဖျက်ခင်ငါကိုချစ်ပါလားကျမ်းစာထဲမှာပဲရေးထားတာမဟုတ်ဘူးဖျက်ခင်တကယ်ပဲချစ်တာဖြစ်တယ်အာမင်အဲ့လိုမျိုးဖျက်ခဲ့ချစ်ချင်းမေတ္တာကိုကျမတို့တကယ်ပဲခံစားရတယ်ဆိုလို့ရှိရင်ကျမတို့လမ်းလွဲဖို့ရန်ကျမတို့ဘယ်လိုလဲကျမတို့လမ်းမလွဲတော့ဘူးပေါ့နော်လူတွေကဘာဖြစ်လို့လမ်းလွဲလဲကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့တငယ်ချင်းတွေဖျက်ခဲ့ကငါကိုမချစ်တော့ဘူးလို့ခံစားတဲ့အချိန်မှာကျမတို့လမ်းလွဲတာဖြစ်တယ်ကျမတို့ကြိုက်တာတွေလောက်ကြတယ်ပေါ့နော်ကြိုက်တယ်လို့နေတယ်အော်ငါကိစ္စမရှိဘူးငါတင်လဲကိစ္စမရှိဘူးဆိုပြီးတော့စိတ်ထဲမှာလို့ခံစားရတယ်အဲ့ဒီຢာတွေကအဲ့ဒီຢာတွေကဘာဖြစ်လို့ဖြစ်ပေါ်လဲဆိုလို့ရှိရင်ကျမတို့ရဲ့ပိုင်ရှင်ကိုကျမတို့မသိလို့ဖြစ်တာဖြစ်တယ်
ဒီနေ့တင်းရဲ့ပိုင်ရှင်တင်းရဲ့ဖန်ဆင်းရှင်ကိုတင်သိတယ်ဆိုလို့ရှိရင်တင်အဲ့လိုလုပ်မှာမဟုတ်ဘူးအာမင်ခုနညီမကလည်းတသက်ခံတယ်နော်ညီမငယ်ကတသက်ခံတယ်သူလည်းအဲ့လိုမျိုးမကောင်းတဲ့အရာတွေကိုလှုပ်ခြင်းအဖြစ်ဖျက်ခင်မကြိုက်ဘူးဖျက်ခင်နာကျင်တယ်ဆိုတဲ့အရာကိုသူခံစားတဲ့အခါမှာအဲ့ဒီအရာတွေကိုမကောင်းတဲ့အရာတွေကိုသူကစွန့်လွတ်နိုင်တဲ့ကဲ့သို့ကျမတို့အသက်တာထဲမှာလဲအိုးဖျက်ခင်မကြိုက်ဘူးဒီလိုပြောရင်ဖျက်ခင်မကြိုက်ဘူးပဲတကယ်ပဲခက်ခဲတော့ခက်ခဲတယ်ကျမတို့လက်တွေ့မှာပေါ့နော်ခက်ခဲတယ်ဒါပေမဲ့ကျမတို့အဲ့လိုမျိုးခံစားရတဲ့အချိန်မှာကျမတို့ဖျက်ခင်ချစ်ချင်းမေတ္တာကိုစင်ချင်နှလုံးသွင်းနေကျမတို့အသက်တာကိုတည်ဆောက်ရအောင်အာမင်ဒီနေ့ဖျက်ခင်ကတင့်ကိုငရဲကနေလည်းလွတ်မြောက်စေခြင်းနဲ့ဖျက်ခင်ဖြစ်တယ်အာမင်ရှင်မဿဲခရစ်ယာန်အခန်းကြီး16အငယ်26မှာမပြောထားလဲဆိုလို့ရှိရင်လူဒီဤစကြဝဠာကိုအကျွင်းမဲ့ဆိုရ၍မိမိအသက်ဝိညာဉ်ရှုံးလင်အဘယ်ကျေးဇူးရှိသနည်းမိမိအသက်ဝိညာဉ်ကိုအဘယ်ဥစ္စာနဲ့ရွေးနိုင်သနည်းအာမင်ဖျားသခင်ကသူဖန်ဆင်းထားတဲ့လူတွေကိုသူဖန်ဆင်းထားတဲ့အရာတွေစကြဝဠာတွေထက်တန်ဖိုးထားတယ်ဆိုတဲ့အရာကိုဒီမှာတွေ့ရှိရတာဖြစ်တယ်ကျမတို့ရဲ့အသက်ဝိညာဉ်ကိုဖျားခင်ကတန်ဖိုးထားတယ်ကျမတို့ရဲ့အသက်ဝိညာဉ်ကိုဖျားခင်ကချစ်တယ်အာမင်စကြဝဠာအကျွမ်းမဲ့ကိုဆိုရ၍မိမိအသက်ဝိညာဉ်ကိုရှုံးလင်တယ်ကျမတို့ကတခါတလေကြာရင်လောကအတွက်အသက်ရှင်ကြတယ်လောကအရာတွေနဲ့ကျမတို့ကပျော်မွေ့ကြတယ်အဲ့ဒီအခါမှာဖျက်ခဲ့အလိုတော်ကိုကျမတို့ကမဝင်ခံနိုင်တော့ဘူးအဲ့လိုမျိုးအသက်ရှင်ဖို့ရန်ဖျက်ခဲ့မကြိုက်ဘူးအာမင်ကျမတို့ရဲ့အသက်တာကိုတန်ဖိုးထားတဲ့ဖျက်ခဲ့အလိုတော်အတိုင်းကျမတို့အသက်ရှင်ဖို့ရန်ဖျက်ခဲ့အလိုတော်ရှိတာဖြစ်တယ်အာမင်ထို့အတွက်ကြောင့်တင်းရဲ့အသက်တာတင်းဝိညာဉ်လွတ်မြောက်ဖို့ရန်အတွက်ကျမတို့ကိုဖန်ဆင်းတဲ့ဖျက်ခင်ကိုယ်တိုင်ပင်လည်းအလိုတော်ရှိတာဖြစ်တယ်နံပါတ်3အနေနဲ့စင်ရဲ့ချင်းမှလွတ်မြောက်ဖို့ဖျက်ခင်အလိုတော်ရှိတာဖြစ်တယ်အာမင်ကျမဆိုရင်ကျမစဉ်းစားတယ်။အော်ယေရှုခရစ်ကိုကျမယုံကြည်တာတကယ်ပဲဂျေဇုခံစားရတယ်ဆိုပြီးတော့ကျမအသက်တာထဲမှာအယံပဲခံစားတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့ယုံကြည်သူတွေအသက်တာဆိုတာတခြားလူတွေနဲ့မတူဘူးပေါ့နော်။တခြားလူတွေတခြားဘာသာတွေဆိုလို့ရှိရင်သူတို့ကကိုငေစောင်းမတာမရှိဘူး။ဒါပေမဲ့ကျမတို့ခရစ်ယာန်တွေဆိုလို့ရှိရင်အချင်းချင်းကိုငေရိုင်းပင်းကြတယ်။ကျမတို့အသင်းတော်မှာဆိုရင်အဓိကပေါ့အထူးသဖြင့်ပေါ့နော်ကျမတို့in banza ပြီးတဲ့အခါမှာဒုံဟုဆိုတာကမကျမ်းမာတဲ့သူတွေဒုက္ခရောက်နေတဲ့သူတွေကျမတို့အလူငွေအားဖြင့်ကျမတို့ကကူညီတယ်ဆိုတဲ့ຢာတွေကဖျက်ခဲ့လို့တော့နဲ့တကယ်ပဲကိုက်နေတာဖြစ်တယ်ခရိယန်တက်တာဆိုတာအဲ့လိုမျိုးအသက်ရှင်ဖို့ရန်ဖျက်ခဲ့အလိုတော်ရှိတာဖြစ်တယ်ကျမတို့အဲ့လိုမျိုးတယောက်နဲ့တယောက်ကူညီရိုင်းပင်းခြင်းအားဖြင့်ဆင်းရဲခြင်းတွေနေပါလာမှာဖြစ်တယ်အာမင်ဒီမှာရှိတဲ့ညီကိုတွေဆိုလို့ရှိရင်ကျမတို့ဘုရားကျောင်းမှာရှိတဲ့ညီကိုတွေပေါ့နော်တကယ်ပဲတင်ငယ်ဆရာမလို့ဘူးဖျက်ခင်ကကျွေးမွေးတာဖြစ်တယ်လူတွေကကျွေးမွေးတာမဟုတ်ဘူးပေါ့နော်လူတွေကလည်းဘယ်လိုလဲသူတို့ဘယ်လိုလဲခါကျရင်ကျမတို့လူတွေကိုကူငယ်တဲ့အခါမှာမာနကြီးတတ်ကြတယ်ပေါ့နော်အဲ့ဒီခါဆိုလို့ရှိရင်ကျမတို့ကူငယ်တဲ့သူတွေကစိတ်ထဲမှာအိုးငါတကယ်ပဲမပြည့်စုံပါလားဆိုပြီးတော့တိမ်ငယ်တတ်တယ်အဲ့ဒီအတွက်ကြောင့်ဒီမှာရှင်ငယ်ကိုတွေဖြစ်ဖြစ်ကျမတို့ဆင်းရဲဒုက္ခခံတဲ့အခါမှာအကူငယ်တငယ်ချင်းတွေထဲကနေပေါ့နော်ကျမတို့ကူငယ်ရတဲ့အခါမှာအတင်းတော်ကနေကူငယ်ရတဲ့အခါမှာကျမတို့ကတိမ်ငယ်ဖို့မဟုတ်ဘူးပေါ့နော်ဖျက်ခင်ကထောက်ပံ့တာပဲကျမတို့ခရစ်ယာန်ချင်းကူငယ်ရိုင်းပင်းဖို့ရန်ဖျက်ခင်အလိုတော်နဲ့အငြိဖျက်ခင်အလုပ်တာပဲဆိုပြီးတော့ကျမတို့ဝန်ခံရင်းနဲ့ဂျေဇုတော်ကိုချီးမွမ်းတတ်ဖို့ရန်ကျမတွေနဲ့ပြောကြားချင်ပါတယ်အာမင်ကျမတို့ဆင်းရဲဒုက္ခဆိုတဲ့အခါမှာဘယ်အရာတွေပါဝင်လဲဆိုလို့ရှိရင်စိတ်ဆင်းရဲခြင်းတွေပူပန်ခြင်းတွေအဲ့ဒီအရာတွေကနေလဲကျမတို့ကိုလွတ်မြောက်ဖို့ရန်အတွက်ဖျက်ခဲ့လို့တော့ရှိတာဖြစ်တယ်ကျမတို့အစာခေါင်းပါတဲ့အခါမှာကျမတို့ဒုက္ခရောက်တဲ့အခါမှာကျမတို့တက်တာထဲမှာဘယ်လိုခံစားလဲဆိုလို့ရှိရင်ကျမတို့ကတကယ်ပဲပေါ့နော်အသက်မရှင်ချင်တော့ဘူးအဲ့လိုမျိုးခံစားရတာဖြစ်တယ်အဲ့လိုမျိုးချင်းတွေကနေလွတ်မြောက်ဖို့ရန်အတွက်ဒီကနေ့ယေရှုခရစ်တော်ကလူစားတိကိုခံယူတာဖြစ်တယ်ခုနဖတ်တဲ့ကျမ်းစာထဲမှာပေါ့နော်ငြိမ်သက်ခြင်းအရှင်ဆိုတာတကယ်ပဲအရေးကြီးတာဖြစ်တယ်လူတွေပေးတဲ့ငြိမ်သက်ခြင်းလူတွေပေးတဲ့ငြိမ်သက်ခြင်းဆိုတဲ့အခါမှာလူတွေပေးတဲ့ချစ်ခြင်းကမခိုင်မြဲဘူးဒါပေမဲ့ဖျားသခင်ပေးတဲ့ချစ်ခြင်းကအရင်ပဲခိုင်မြဲတာဖြစ်တယ်
အာမင်ထို့အတွက်ကြောင့်ကျမတို့ဖျက်ခင်ဖက်မှတ်လာတဲ့ငြိမ်သက်ခြင်းကိုကျမတို့စုပ်ကန်ရအောင်နံပါတ်၄အနေနဲ့ကျမပြောချင်တာကတော့ဒီကနေ့ယေရှုလူစားတိကိုခံယူရတဲ့အကြောင်းကတော့ကျမတို့ရဲ့အထက်တာကိုလမ်းပြဖို့ရန်အတွက်မွေးဖွားလာတာဖြစ်တယ်အာမင်ကျမတို့တခြင်းဆိုတဲ့အခါမှာပေါ့နော်ကားတိုင်းလမ်းဖြစ်အိမ်ရောက်ဒီပေါ့နော်ကျမတို့တခြင်းဆိုတတ်ကြတယ်ဇုံမျိုးလိုမျိုးတော်လကောင်းပေါ့နော်ကျမတို့တကယ်ပဲမှန်ကန်တာဖြစ်တယ်လက်ဝါးကားတိုင်းဆိုတဲ့အခါမှာယေရှုပေါ့နော်ယေရှုအားဖြင့်ကျမတို့ကကျမတို့ရဲ့ပန်းတိုင်အိမ်ရောက်မှာဖြစ်တယ်အာမင်ကျမတို့ကိုယေရှုကဖျားသခင်ကကယ်တင်ဖို့ရန်သူကလမ်းဖွင့်ပေးတဲ့ဖျားသခင်ဖြစ်တယ်သူကိုယ်တိုင်ယေရှုကိုယ်တိုင်ပေါ့နော်ကျမတို့အတွက်လူစားတိကိုခံယူပြီးတော့ကျမတို့အတွက်ကြွလာတယ်ထိုမြတ်တာမကဘဲနဲ့ကျမတို့ကိုလမ်းပြဖို့ရန်အတွက်လူစားတိကိုခံယူတာဖြစ်တယ်ပညာရှိတွေကပေါ့နော်ယေရှုဖွားမြင်ခြင်းအကြောင်းကိုကြားတဲ့အခါမှာသူတို့ကယေရှုကိုဖွားမြင်ဖို့ရန်လာတဲ့အခါမှာသူတို့ကဘယ်အရာကိုကြည့်ပြီးတော့လာလဲဆိုလို့ရှိရင်သူတို့မြင်ရတယ်ပေါ့နော်ဂျယ်ကိုကြည့်ပြီးတော့သူတို့ကလိုက်လျှောက်တဲ့အခါမှာသူတို့ကအဲ့ဒီသူငယ်ရှိတဲ့နေရာကိုသူတို့ရောက်ရှိလာတာဖြစ်တယ်ထိုနည်း၎င်းမဲ့ထိုဂျယ်ကဲ့သို့ပေါ့နော်ကျမတို့ကောင်းကင်အဖအိမ်တော်မှာကျမတို့ကဆန်စားဖို့ရန်အတွက်ပေါ့နော်ကျမတို့ကဘသူကိုကြည့်ပြီးတော့ကျမတို့လက်လျှောက်ရမလဲဆိုလို့ရှိရင်ကျမတို့အတွက်ရောက်ရှိလာတဲ့ပေါ့နော်ယေရှုကိုကြည့်ပြီးတော့သူလမ်းပြတဲ့အတိုင်းကျမတို့ကအသက်ရှင်ဖို့ရန်ဖျက်ခဲ့လို့တော့ရှိတာဖြစ်တယ်ယေရှုကိုကျမတို့စစ်ကြည့်မျှော်တယ်ဆိုလို့ရှိရင်အဲ့ဒီအတိုင်းပဲကျမတို့ကအဖဖျားရှင်မှာကျမတို့ရောက်ရှိမှာဖြစ်တယ်အာမင်ခါတလေကျရင်ကျမတို့လောကမှာအသက်ရှင်တဲ့အခါမှာလမ်းလွဲတတ်ကြတယ်ဒီပညာရှိတွေလဲပေါ့နော်သူတို့လမ်းလွဲတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူတို့နေတဲ့နေရာမမှန်ဘူးပေါ့နော်မမှန်တဲ့အခါမှာသူတို့ကလမ်းလွဲတယ်ချက်ချင်းမရောက်နိုင်ဘူးထိုနေ့၎င်းပဲကျမတို့တက်တာထဲမှာပေါ့နော်လောကမှာနေတဲ့အခါမှာလမ်းခလဲမှာရက်တဲ့အချိန်လဲရှိနိုင်တယ်လမ်းလွဲတဲ့အချိန်လဲရှိနိုင်တယ်ဒါပေမဲ့ကျမတို့ဇွဲမလျှော့ဘဲနဲ့ခရစ်တော်ရဲ့ပြတ်ညွှန်းတဲ့လမ်းကိုကျမတို့ပြန်လဲပြီးတော့ရှာဖွေလဲကျမတို့ကသူပြတဲ့လမ်းနဲ့ကျမတို့လက်လျှောက်တယ်ဆိုလို့ရှိရင်ကျမတို့ကကားတိုင်းလမ်းဖြစ်အိမ်ရောက်မှာဖြစ်ပါတယ်အာမင်ထို့အတွက်ကြောင့်ဒီနေ့ယေရှုကြွလာခြင်းကကျမတို့ကိုလမ်းပြဖို့ရန်ဖြစ်တာဖြစ်တယ်အာမင်သူချုံးနေနဲ့ကျမပြန်ပြောချင်တယ်နံပါတ်1ရှိသေးတယ်နော်နောက်တစ်ချက်ရှိသေးတယ်အဲ့ဒီကဘာလဲဆိုလို့ရှိရင်ယေရှုကဘာဖြစ်လို့လူစားတိကိုခံယူလဲဆိုလို့ရှိရင်ကျမတို့အပြစ်မှလွတ်မြောက်ဖို့ဒုတိယအနေနဲ့ငရဲမှလွတ်မြောက်ဖို့တတိယအနေနဲ့ဆင်းရဲခြင်းမှလွတ်မြောက်ဖို့ဆင်းရဲခြင်းဆိုတဲ့အခါမှာခန္ဓာစိတ်ဝိညာဉ်ဆင်းရဲခြင်းမှပေါ့နော်ကျမတို့လွတ်မြောက်ဖို့ရန်ဖျက်ခဲ့ကြွလာတာဖြစ်တယ်ပြီးတဲ့အခါမှာကျမတို့ကိုလမ်းပြဖို့ရန်သူကိုယ်တိုင်လမ်းပြဖို့ရန်ကျမတို့အတွက်ကြွလာတာဖြစ်တယ်အာမင်အေးရရအဖြစ်ဖျက်ခဲ့ရောက်စဲကိုစကားပြောပါစေနောက်ဆုံးချက်နေနဲ့ဟုတ်ပြီဒီယေရှုကပေါ့နော်လူစားတိကိုခံယူလဲကြွလာတယ်ကျမတို့တက်တာထဲမှာဘယ်လိုပြင်ဆင်မလဲကျမတို့ဘယ်လိုပြင်ဆင်မလဲနံပါတ်1အနေနဲ့လူတိုင်းအတွက်ယေရှုကကြွလာတယ်ကျမတို့ကျမ်းစာထဲမှာပြောတဲ့အတိုင်းပေါ့နော်လူတိုင်းအတွက်အပြစ်ရှိတဲ့လူတိုင်းအတွက်ယေရှုကကြွလာတယ်ဒါပေမဲ့ကျိုးဆိုပုံကျိုးဆိုနေမတူချဘူးကျမတို့ကြည့်ရအောင်ပေါ့နော်ဘသူတွေကကျိုးဆိုပြီးတော့ဘသူတွေကမကျိုးဆိုဘူးလေကျမတို့အသက်တာကိုဆင်ခြင်ရမှာဖြစ်တယ်နံပါတ်1အနေနဲ့ယေရှုကလူစားတိကိုခံယူတဲ့အခါမှာပထမအဆုံးအနေနဲ့သူမွေးဖွားဖို့နေရာမရှိဘူးတဲ့ရှင်လုကာအခန်းကြီးနဲ့အငယ်9မှာဆိုလို့ရှိရင်တာဥကိုဖွားမြင်၍အဝိနဲ့ပတ်ရစ်ပြီးမှဧည့်သည်တီရာဇရဲ့၌သူတို့နေเสียမရှိသောကြောင့်သူငယ်ကိုနောစခွက်၌တိတ်ထားလေ၏တဲ့မြန်မာမှာဆိုလို့ရှိရင်ပေါ့နော်မြန်မာကျမ်းစာမှာဆိုလို့ရှိရင်နောစခွက်၌တိတ်ထား၏ပေါ့နော်အဲ့ဒီယာကိုကြည့်ချအဖြစ်ယေရှုကလူစားတိကိုခံယူတဲ့အခါမှာကျမတို့ဆိုရင်ကလေးမွေးတဲ့အခါမှာပေါ့နော်မိခင်တွေတည်မယ်အမ်ပန်းစေခါမှာတော်ယုံနဲ့ကျမတို့မမွေးချင်ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ဝလုံးဝမချေဘူးပေါ့နော်ကျမတို့ကိုငင်းဆဲတယ်ကျမတို့ကိုဆဲတယ်အနီတို့မြန်မာနိုင်ငံသားတွေရန်ဆိုးတယ်နေတို့ကလေးခဏမွေးတယ်အကျွေးလည်းမပေးကြဘူးပတ်စံလည်းမရှိဘဲနဲ့လာမွေးတယ်ဆိုပြီးတော့တကယ်ပဲ
စကားနားလဲတဲ့သူတွေကနာကျင်ရတယ်ပေါ့နော်နားမလဲတဲ့သူတွေကတော့ okay နဲ့စင်ပြီးသွားတယ်ဒါပေမဲ့တချို့နားလဲတဲ့သူတွေအရန်ခက်ခဲတာဖြစ်တယ်ပေါ့နော်ကျမတို့ကောင်းမွန်မွေးဖွားလို့ရတဲ့အမ်ပန်းဆေးရုံမှာတော့ကျမတို့မွေးဖွားကျင်ကြဘူးဒါပေမဲ့ကျမတို့ရဲ့ကယ်တင်ရှင်ယေရှုကပေါ့နော်ဆေးရုံမပြောနဲ့အိမ်မှာတောင်မှသူကမမွေးဖွားပဲနဲ့ပေါ့နော်သူကနေရမရဘူးသူမွေးဖွားဖို့ရနေရမရဘူးပေါ့နော်အဲ့ဒီအရာကိုချစ်ချင်းအဖြစ်ယေရှုကလောကကိုကြွလာတဲ့အခါမှာသူကနေရမရဘူးဘာဖြစ်လို့နေရမရဘူးလဲဆိုလို့ရှိရင်သူ့ကိုမတိကျလို့နေရမပေးတာဖြစ်တယ်သူ့ကိုသိတယ်ဆိုလို့ရှိရင်ကဲတင်ရှင်မန်းအိုးယေရှုကတကယ်ပဲဖျက်ခင်ဖြစ်တယ်ဆိုတဲ့အရာကိုလူတွေကတကယ်ပဲသိတယ်ဆိုလို့ရှိရင်သူ့ကိုလက်ခံမှာဖြစ်တယ်ဒါပေမဲ့ယေရှုကြွလာတဲ့အချိန်ကလူတွေအားလုံးကဘောနော်ဝိညာဉ်မျက်စိကန်းကြတယ်ဘယ်သူမှသူ့ကိုမသိကြဘူးအဲ့ဒီအတွက်ကြောင့်ယေရှုကမွေးဖွားဖို့ရနေရတော့မှသူကနေရမရဘူးလူတစ်အချက်အနေနဲ့ယေရှုကိုအလိုမရှိတဲ့အတွက်ကြောင့်သူ့ကိုတတ်ဖို့ရန်ရှာကြံတယ်ရှင်မာသက်အခန်းကြီးနဲ့အငယ်3နဲ့4မှာယေရှုကြွလာဖို့ရန်တည်တယ်ဒါပေမဲ့နေရာမပေးချင်တဲ့အတွက်ကြောင့်သူ့ကိုဘာလို့ဖို့ကြံလဲဆိုလို့ရှိရင်တတ်ဖို့ရန်ရှာကြံတယ်ရှင်မာသက်အခန်းကြီးနဲ့အငယ်3နဲ့4မှာထိုစကားကိုကြားလင်ဟေရုဒ်မင်းကြီးသည်ဂျေရုဆလင်မြို့သူမြို့သားအပေါင်းတို့နှင့်တကွစိတ်ပူပန်ခြင်းတို့ရောက်သဖြင့်ယေဘရဟိအကြီးတို့နှင့်လူတို့တွင်ကြံပြုတ်เสียရှိသမျှတို့ကိုစုဝေး၍ခရစ်တော်ကိုအဘယ်ရက်မှဖွားမြင်လိမ့်မည်နည်းဟုမေးမြန်းတော်မူ၏တဲ့ဒီကျမ်းစာကိုကျွန်တော်တို့ဖတ်တဲ့အခါမှာပူပန်တဲ့ဘသူတွေကပူပန်လဲဆိုလို့ရှိရင်ဟေရုဒ်မင်းကြီးနဲ့ဂျေရုဆလင်မြို့သူမြို့သားတို့ဒီပူပန်တယ်ဝိညာဉ်ရေးရမှာမျက်စိကန်းနားကန်းတဲ့သူတွေကဘလို့ဖြစ်လဲပူပန်တယ်စိုးရိမ်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူ့ရဲ့နေရာကိုလူမှကြောက်လို့သူ့ကိုနေရာပေးရမှကြောက်လို့နေရာမပေးချင်လို့သူတို့ကပူပန်တယ်စိုးရိမ်တယ်ပြီးတဲ့အခါမှာဘာကိုစစ်လုပ်လဲဆိုလို့ရှိရင်ထိုအခါဟေရုဒ်မင်းကြီးသည်မာကုပညာရှိတို့လက်ဖျားဒီကိုတည်လင်ပြင်းစွာမြစ်ထွေ၍လူကိုစေလွတ်သဖြင့်မာကုပညာရှိတို့နှင့်စစ်မေးမြန်းပြီးသောကျဲဤအချိန်ကာလကိုထောက်၍ဗက်လင်မျိုးမှစသောကြီးလက်ရှိသမျှတို့၌နှစ်အရွယ်မှစ၍ထိုအရွယ်အောက်ရုပ်သောသူငယ်ယောက်ျားအပေါင်းတို့ကိုတတ်စေ၏ဒီမှာပေါ့နော်ကျမတို့ဘာကိုတွေ့ရလဲဆိုလို့ရှိရင်ကျမတို့အလိုမရှိတဲ့အရာတွေကျမတို့မနာလိုတဲ့အရာတွေကျမတို့တက်တာထဲမှာဖြစ်တယ်ဆိုလို့ရှိရင်ဒုစရိုက်ပြုတ်ခြင်းတွေဖြစ်ပေါ်လာတာဖြစ်တယ်ဟေရုဒ်မင်းကြီးကသူကယေရှုကိုနေရာမပေးချင်ဘူးသူရဲ့နေရာသူ့ကိုမနာလိုဖြစ်တဲ့အခါမှာဘာကိုပြုတ်မိလဲဆိုလို့ရှိရင်ဒုစရိုက်ပြုတ်မိတယ်အပြစ်မရှိတဲ့ကလေးမြောင်များစွာကသူ့အားဖြင့်အသက်ဆုံးရှုံးရတာဖြစ်တယ်အသက်စသေးရတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့အေးရဖြစ်ကျမတို့စင်ချင်နှလုံးသွင်းဖို့ရန်တကယ်ပဲလိုအပ်တာဖြစ်တယ်ကျမတို့ယေရှုကျမတို့တက်တာထဲမှာယေရှုနေရာမရဘူးဆိုလို့ရှိရင်အဲ့ဒီအရာတွေကဝင်လာမှာဖြစ်တယ်လောကအရာတွေကဝင်လာမှာဖြစ်တယ်လူတွေကိုလိန်ဖို့ရန်ကျမတို့မကြောက်တော့ဘူးလူတွေကိုမုန်းဖို့ရန်ကျမတို့မကြောက်တော့ဘူးလူတွေကိုတတ်ဖို့ရန်ကျမတို့မကြောက်တော့ဘူးအဲ့ဒီအရာတွေကဒူးစိတ်အရာတွေကကျမတို့ကိုနေရာယူမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့ယေရှုကိုနေရာပေးရအောင်အာမင်တတိယချက်အနေနဲ့ဘသူတွေရဲ့တက်တာကိုတွေ့ရလဲဆိုလို့ရှိရင်တူးထိန်တွေရဲ့တက်တာကိုတွေ့ရတာဖြစ်တယ်တူးထိန်တွေကဘယ်လိုယေရှုကိုကြိုဆိုကြလဲဆိုလို့ရှိရင်ရှင်လုကာအခန်းကြီးနဲ့အငယ်9နဲ့10မှာထာဝရဘုရား၏ကောင်းကင်တမန်ဒီသူတို့အနားမှာပေါ်လာ၍ပဝင်းကျင်၌ထာဝရဘုရား၏ဘုန်းတော်ထွန်းတောက်သဖြင့်သူတို့ဒီအလွန်ကြောက်ရွံ့ခြင်းတို့ရောက်ကြ၏ကောင်းကင်တမန်ကလည်းကြောက်ရွံ့ခြင်းမရှိကြနဲ့လူအပေါင်းတို့ဒီအလွန်ဝမ်းမြောက်ဝမ်းသာစရာတည်င်းကိုငါဒီတင်တို့အားကြားပြောရ၏15နှစ်စက္ကွန်ကျွန်မဆက်ပြီးတော့ဖတ်ခြင်းနဲ့ကောင်းကင်တမန်တို့ဒီကောင်းကင်ဘုံတို့ပြန်ကြပြီးမှတိုးထိန်တို့ကငါတို့ဒီဗလင်မြို့တို့သွားကြကုန်ဟန်ထာဝရဘုရားဒီဖော်ပြတော်မူသောဤအမူအရာကိုကြည်ကြကုန်အံ့ဟုအချင်းချင်းပြောဆိုပြီးမှအလျင်အမြန်သွား၍မေရီလေရောသက်ကို၎င်းငေါစကွက်၌တိတ်ထားလက်ရှိသောသူငယ်ကို၎င်းတွေ့ကြ၏တွေ့မြင်ပြီးမှမိမိတို့ကြားသောထိုသူငယ်၏ကျောင်းစကားကိုအနှံ့ပြပြောကြ၏အာမင်တိုးထိန်ရဲ့ဂျူဆူပုံဂျူဆူနေကတော့တကယ်ပဲခွန်အားရဖို့ရန်ကောင်းတယ်
တိုးထိန်နေဆိုတဲ့အခါမှာကျမတို့အများနဲ့ပြောဆိုတကယ်တော့တိုးထိန်နေဆိုတဲ့အခါမှာတခြားလူတွေထက်သူတို့ကအစ်စ်နှိမ့်နေပေါ့နော်ကျမတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ကျမတို့နွားချောင်းတယ်လို့လဲတရစံချောင်းတဲ့အခါမှာပေါ့နော်အဲ့ဒီတရစံချောင်းတဲ့သူတွေကလူတွေနားမှာတိတ်မသွားချင်ကြဘူးမဖြစ်လို့လဲဆိုလို့ရှိရင်နန်စော်တယ်ပေါ့နော်တရစံနန်ရတယ်တရစံတွေရဲ့အငှက်ကြီးတွေပေါ့နော်သူတို့အဲ့ဒီမစင်တွေကစပါအနက်အရန်ဆိုးတဲ့ခါမှာသူတို့ကတိတ်ပြီးတော့လူတွေနဲ့မရောတော့ချင်ဘူးဒါပေမဲ့ထိုနေ့၎င်းကဲ့သို့ပေါ့နော်ဒီတူးထိန်တွေကလည်းလူတွေနဲ့တိတ်မရောတော့ချင်ဘူးလူတွေနဲ့တိတ်ချိန်မကုန်ဘူးသူတို့ကျောင်းတဲ့တူးတွေတိုးကျောင်းနေစင်မှာပင်လေဖျားခင်ရဲ့အတန်တော်ကိုသူတို့ကကြားရတာဖြစ်တယ်အာမင်ဤရာတွေအဖြစ်ကျမတို့အမြဲတမ်းခွန်အားယူတဲ့ကဲ့သို့ကျမတို့ကိုဖျားခင်ကဘယ်နေရာဘယ်ချိန်မှာကျမတို့ရှင်းနေပလေစေလူတွေရဲ့အမြင်မှာတော်လကောင်းကျမတို့လူတွေထက်နှိမ့်နေပလေစေဖျားခင်ကျမတို့ရဲ့တက်တာကိုမြင်နေဆိုတဲ့အရာကိုကျမပြောပြချင်ပါတယ်အာမင်တိုးထိန်တွေကိုတည်တဲ့ဖျားခင်တိုးထိန်တွေကိုတရိရတဲ့ဖျားခင်ကကျမတို့ကိုလည်းတရိရဖြစ်တယ်တိုးထိန်တွေစီမှာကောင်းကင်တမန်ပေါ်လာပြီးတော့ယေရှုဖွားမြင်ခြင်းအကြောင်းကိုကြားပြောတဲ့အခါမှာတဲ့တိုးထိန်တွေရဲ့တက်တာကတကယ်ပဲထူခြားလာတာဖြစ်တယ်အာမင်ကဲတင်ချင်းတည်င်းကိုသူတို့ကကြားတဲ့အခါမှာသူတို့ရဲ့တက်တာထဲမှာပေါ့နော်အလွန်ကြောက်ရွံ့တယ်တဲ့ဘာဖြစ်လို့ကြောက်ရွံ့လဲဆိုလို့ရှိရင်ပေါ်လာတဲ့ဘုံတကူကအရန်ပဲတောက်ပါတယ်ပေါ့နော်သူတို့တခါမှမမြင်ဘူးအဲ့လိုမျိုးသူတို့မြင်ဖိုးမယ်လို့လဲသူတို့ကမထင်ဘူးပေါ့နော်ကျမတို့တောသားတွေတောကတချို့တောသားတွေမြုပ်တဲ့အခါမှာပေါ့နော်မီးတွေတောက်ပပြီးတော့မီးတွေပေါ့နော်မြင်တဲ့အခါမှာအရန်ပဲအံ့ဩတယ်လို့မျိုးပေါ့နော်သူတို့လည်းအဲ့လိုဖြစ်မယ်လို့ကျမထင်တယ်ပေါ့နော်အဲ့လိုမျိုးကောင်းကင်တမန်တခါတည်းပေါ်လာတဲ့အခါမှာသူတို့လည်းအရန်ကြောက်ရွံ့ပြီးတော့နေတယ်တဲ့အဲ့ဒီခါမှာသူတို့တက်တာထဲမှာငါမထိုက်တန်ဘူးလို့လည်းခံစားကောင်းခံစားနိုင်တယ်ပေါ့နော်ဒါပေမဲ့သူတို့ကအရေးကြီးတာကအဲ့ဒီကောင်းကင်တမန်တွေပြောတဲ့စကားကိုသူတို့ကချက်ချင်းပဲယုံနေတဲ့ချက်ချင်းပဲယုံနေဆိုတဲ့ခါမှာသူတို့အဲ့ဒီຢာတွေကိုတကယ်ပဲလက်ခံတာဖြစ်တယ်သူတို့အနေနဲ့တကယ်ပဲဖြစ်နိုင်ပါမလားဟုတ်ပါမလားငါတို့ညာတာလားမသိဘူးဆိုပြီးတော့ဇဝီဇဝါဖြစ်ချင်တယ်ဆိုလို့ရှိရင်သူတို့သဘောပဲပေါ့နော်ဒါပေမဲ့သူတို့ကဒီမှာဆိုလို့ရှိရင်တကယ်ပဲယုံကြည်တာဖြစ်တယ်ယုံကြည်တဲ့အခါမှာသူတို့ကဘာလုပ်လဲဆုံးဖြတ်ချက်ချပြီးတော့သူငယ်ကိုဖွားမြင်ဖို့ရန်သူတို့ကတကယ်ပဲရှောက်လန်းတဲ့အခါမှာသူငယ်တော်နဲ့တကယ်ပဲတွေ့မြင်တာဖြစ်တယ်ထိုနေ့၎င်းပဲကျမတို့ဘာမှမသိတဲ့သူတွေကိုလည်းပေါ့နော်ဖျက်ခင်စကားပြောနိုင်တယ်ကျမတို့နှိမ်ချနေတဲ့သူတွေကိုလည်းဖျက်ခင်စကားပြောနိုင်တာဖြစ်တယ်အဲ့ဒီတော့ကြောင့်ဖျက်ခင်စကားပြောခြင်းနဲ့ဖျက်ခင်အတန်တော်ကိုကျမတို့ကြားတဲ့အခါမှာကျမတို့ကချက်ချင်းယုံကြည်ပြီးတော့ကျမတို့လက်လျှောက်ဖို့ရန်ဒီကနေ့ပြောချင်တာဖြစ်တယ်ဖျက်ခင်ကိုနေရာပေးတဲ့အခါမှာထိုသူငယ်တော်ကိုသူတို့ကနေရာပေးတဲ့အခါမှာသူတို့ရဲ့တက်တာကပြောင်းလဲတာဖြစ်တယ်ကျမတို့ဖတ်မယ်ဆိုလို့ရှိရင်ပေါ့နော်ထိုသူငယ်ရဲ့အကြောင်းစကားကိုအနက်အပြားပြောချ၏တဲ့ဒီတိုးထိန်တွေကအရင်ကဆိုလို့ရှိရင်လူကြားထဲမှာတောင်မတိုးချင်တဲ့သူတွေဒါပေမဲ့ယေရှုရဲ့အကြောင်းယေရှုရဲ့တည်င်းစကားကိုသူတို့ကြားတဲ့အခါမှာဘာလုပ်လဲအဲ့ဒီအကြောင်းအရာတွေကိုမပြောဘဲမနေနိုင်ဘူးပြောဖို့ရန်အတွက်သူတို့ကပြင်ဆင်နေတကယ်ပဲပြောတာဖြစ်တယ်ကျမအရင်တော့ဆိုရင်ဒီမှာကျမတို့ဖျက်ကြောင်းနားမှာပေါ့နော်99ရှိတယ်အဲ့တော့ဆိုရင်ကျမအရင်ပြောချင်တယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကျမတို့တခုခုဝယ်မယ်ဆိုလို့ရှိရင်အဝေးကြီးကိုကျမတို့တွားရတဲ့အခါမှာအတင်းတို့တင်းသားတွေကိုကျမအရင်ပြောချင်တယ်။အိုးမ99ရှိပြီနော်နင်တခုခုလိုချင်တယ်ဆိုလို့ရှိရင်တော့ဝယ်ဆိုပြီးတော့ကျမဖွင့်ခါစားကပေါ့နော်ကျမလူတွေကိုအရင်ကြောင်ရတယ်လို့ပေါ့နော်ဘယ်သူမှမခိုင်းမဲနဲ့တကယ်ပဲသူတို့ကိုဝေးကြီးမသွားစေချင်လို့ပေါ့နော်ကျမအဲ့လိုပြောတယ်ပေါ့နော်ထိုနေ့၎င်းပဲဒီကောင်းသူထိုင်တွေကလည်းသူတို့ကယေရှုနဲ့ဖူးမြော်တဲ့ခါမှာသူတို့တက်တာထဲမှာတကယ်ပဲထူးခြားတယ်ပြောင်းလဲတဲ့အတွက်ကြောင့်အဲ့ဒီသတင်းစကားကိုသူတို့ကတကယ်ပဲဟောပြောတယ်ဆိုတဲ့ຢာကိုတွေ့ရတယ်ကျမတို့တက်တာထဲမှာလဲဒီနေ့အခုဆိုလို့ရှိရင်ကျမတို့နေ့တိုင်းမှာပေါ့နော်ကျမတို့ဒီခရစ်စမတ်နေ့အများကြီးကြိုဆိုပြီးတဲ့သူတွေရှိနိုင်တယ်ကျမတို့နေ့မတူပေါ့နော်ကျမတို့အသက်နဲ့အလျောက်ကျမတို့ကြိုဆိုပြီးပြီတချို့လူတွေစင်40ကျော်တချို့လူတွေစင်30ကျော်တချို့လူတွေစင်30ကျော်ကြိုဆိုတဲ့နေ့မတူဘူးဒါပေမဲ့ကျမတို့ဒီနေ့ထူးထူးခြားခြား
ကျမတို့ထိုသတင်းစကားကိုပေါ့နော်ဆရာတွေပဲမဟုတ်ဘဲနဲ့ကျမတို့ကိုယ်တိုင်ဒီမှာရှေ့ယုံကြည်သူတွေကိုယ်တိုင်ကျမတို့မယုံကြည်တဲ့ကိုယ့်ရဲ့လှုပ်ဖို့ဆောင်ဖက်တွေကိုကျမတို့ပြောရအောင်အာမင်ဖခင်ကအထူးပဲသူတို့ကိုတိုးထိမှာဖြစ်တယ်နံပါတ်၄အနေနဲ့နောက်ဆုံးဖြစ်ပြီပေါ့နော်ပညာရှိတဲ့တက်တာကျမတို့ကြည့်ရအောင်ပညာရှိတွေကတဲ့သူတို့ကယေရှုကိုဖိုးမြော်ဖို့ရန်သူတို့ကပြင်ဆင်တဲ့အခါမှာသူတို့တက်တာဘာတွေ့ရလဲဆိုလို့ရှိရင်အဲ့ဒီကျမ်းပိုက်ကကျမ်းစာပါတယ်ဆိုလို့ရှိရင်သူတို့ကကြည်ပြီးတော့ဗောနော်ဒီຢာကနောက်ဆုံးဖြစ်တဲ့အတွက်ကြောင့်ကျမတို့စိတ်ကိုပေါ့ပေါ့ပပနဲ့ကြည့်ရအောင်ဗောနော်မပြေးနိုင်ဘူးလို့မစင်စားပဲနဲ့ဗောနော်ဆရာကဒီနေ့မနေ့မှကျမကိုပြောတဲ့အခါမှာဗောနော်ကျမဘာဟောရမလဲလို့စဉ်းစားရင်းနဲ့ကျမခုအများကြီးထွက်လာတယ်မဟောခင်ရတော့ဗောနော်အရန်ကြောက်တယ်ဒါပေမဲ့ဟောတဲ့အခါမှာအများကြီးထွက်လာတယ်โอเคရှင်မသက်ခရစ်ခန်းကြီးနေ့မှာကျမတို့တွေ့နိုင်တယ်အဲ့ဒီအရာကိုကျမပြောမှာဖြစ်တယ်အဲ့ဒီရှင်မသက်ခရစ်ခန်းကြီးနေ့မှာဆိုလို့ရှိရင်ပညာရှိတွေရဲ့အကြောင်းတွေ့ရတယ်ပညာရှိတွေကျမတို့ယေရှုကိုကျမတို့ဘယ်လိုကြိုးဆိုလဲတိုးထိန်ကဲ့သို့ကျမတို့ကြိုးဆိုလားပညာရှိကဲ့သို့ကြိုးဆိုလားဒါမှမဟုတ်ဟေရောဒ်မင်းကြီးကဲ့သို့ကျမတို့ကြိုးဆိုလားဒါမှမဟုတ်လူတွေရိုးရိုးလူတွေကဲ့သို့ကျမတို့ကြိုးဆိုလားဆိုတာကျမတို့ဆင်ခြင်ဖို့ရန်ကျမတကယ်ပဲလို့ရှိတယ်ဒီမှာဆိုလို့ရှိရင်ပညာရှိတွေကယေရှုဖွားမြင်ခြင်းကိုသူတို့ကကြားတဲ့အခါမှာသူတို့ဘလို့တက်တာကိုပြင်ဆင်လဲဆိုလို့ရှိရင်ယူရရှင်ဘုရင်အဘယ်မှာရှိသနည်းတဲ့သူတို့ကရှာဖွေတာဖြစ်တယ်ဘယ်မှာရှိသနည်းဘယ်မှာရှိလဲဘယ်မှာရှိလဲဘောနော်ကျမတို့တခုခုလိုချင်လဲဆိုလို့ရှိရင်velocity မှာရှိမလားပန်းနန်းကြာယာမှာရှိမလားကျမတို့တခုခုလိုချင်တဲ့အခါမှာရှာတတ်တယ်ပေါ့နော်ထိုနည်း၎င်းပဲဒီပညာရှိတွေကယေရှုဖွားမြင်ခြင်းကိုသူတို့ကကြားတဲ့အခါမှာဘယ်မှာရှိလဲဆိုပြီးတော့တိလို့စိတ်နဲ့သူတို့ကပထမဆုံးအနေနဲ့သူတို့ကရှာဖွေတယ်ဒုတိယအနေနဲ့သူတို့ကဘလို့ပြင်ဆင်လဲဆိုလို့ရှိရင်သူ့ရဲ့ခြေကိုငါတို့မြင်ရတယ်ဖြစ်၍တဲ့ယေရှုရှိတဲ့နေရာကိုလမ်းပြတဲ့ခြေကိုသူတို့ကဘလို့ခံစားလဲဆိုလို့ရှိရင်သူတို့ကမြင်ရတယ်မြင်တယ်ဆိုတဲ့အခါမှာသိတယ်ပေါ့နော်တကယ်ပဲဖွားမြင်လာတယ်ဆိုတဲ့အရာကိုသူတို့သိတယ်ပြီးတဲ့အခါမှာဒီခြေကတကယ်ပဲလမ်းပြမယ်ဆိုတဲ့အရာကိုသူတို့ရဲ့ဖခင်ပေးတဲ့ပညာနဲ့သူတို့ကသိတာဖြစ်တယ်သိအောင်နဲ့လည်းမကပဲနဲ့သူတို့တက်တာထဲမှာဘယ်လိုပြင်ဆင်လဲဆိုလို့ရှိရင်ဖူးတွေ့ပူဇော်ခြင်းငါတဲ့တကယ်ပဲအရေးကြီးတယ်ကျမတို့ဖခင်ကျမ်းကိုလာတဲ့အခါမှာကျမတို့ဖခင်ကိုကျမတို့တကယ်ပဲဖူးတွေ့ခြင်းသလားတကယ်ချင်းနဲ့လာတာလားဘယ်လိုလဲကျမတို့အမျိုးမျိုးရှိတယ်ဗောနော်ဒီမှာဆိုလို့ရှိရင်ပညာရှိတွေကဖူးသွေးပူဇော်ခြင်းငါဆိုတဲ့အခါမှာသူတို့လူကိုယ်တိုင်ကလိုချင်တောင်းတတဲ့စိတ်ရှိတာဖြစ်တယ်သူတို့ကိုယ်တိုင်ကချီးမြှောက်ခြင်းတယ်သူတို့ကိုယ်တိုင်ကချီးမွမ်းခြင်းတာဖြစ်တယ်ချီးမွမ်းခြင်းတဲ့အခါမှာသူတို့ကဘယ်လိုလိုက်လျှောက်လဲဆိုလို့ရှိရင်ရောက်လာပြီးတဲ့ကျမ်းစာထဲမှာရေးထားတယ်ပေါ့နော်ဂျေရုဆလင်မြို့သို့ရောက်လာကြတယ်သူတို့ကဖူးမြော်ခြင်းရဲ့သားနဲ့မရောက်လာဘူးဆိုလို့ရှိရင်သူတို့ကဖူးမြော်ရမှာမဟုတ်ဘူးဒါပေမဲ့သူတို့ထဲမှာဖူးမြော်ခြင်းတဲ့အတွက်ကြောင့်သူတို့ကဘလို့မျိုးတက်တာကိုပြင်ဆင်လဲဆိုလို့ရှိရင်တကယ်ပဲရောက်လာတယ်တကယ်ပဲလိုက်လျှောက်တယ်ကျမတို့လည်းပေါ့နော်ဖခင်တိုးထခြင်းကိုခံစားခြင်းတယ်ဆိုပြီးတော့အိမ်မှာပဲအော်နေလို့နဲ့ကျမတို့မပြီးဘူးကျမတို့ဖခင်တိုးချစ်ခြင်းကိုခံစားခြင်းတယ်ဆိုလို့ရှိရင်ယုံကြည်သူတွေနဲ့ကျမတို့မေတ္တာဟာရဖွဲ့မယ်ဖခင်ကိုသူတကွချီးမွမ်းမယ်ဒေသနာကိုကြားနာမယ်ဖျားချောင်းသွားမယ်အဲ့ဒီအရာတွေကိုကျမတို့ကလိုက်လျှောက်ဖို့ရန်ဖြစ်တာဖြစ်တယ်အာမင်ဒီမှာဆိုလို့ရှိရင်လည်းပညာရှိတွေကသူတို့ကစန္ဒရှိုံပဲမကပဲနဲ့တကယ်ပဲလိုက်လျှောက်ပြီးတော့လိုက်လျှောက်တဲ့အခါမှာပေါ့နော်37ကျမဖတ်ချင်ပါတယ်ထိုကျဲကိုမြင်ပြန်သောအခါအလွန်ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍အိမ်တော့ဝင်လေသောမေရောမာရိနှင့်တကွသူငယ်တော်ကိုတွေ့မြင်လင်ပြည့်ဝတ်ကိုးကွယ်၍မိမိတို့ဗန္တာဥစ္စာတို့ကိုဖွင့်ပြီးမှလောဘနှင့်မူရန်တီဟုသောနန္တာမျိုးကို၎င်းရွှေကို၎င်းဆက်ကပ်ပူဇော်ကြ၏တဲ့အာမင်ဒီမှာသူတို့ကယေရှုကိုသူငယ်တော်ကိုသူတို့တကယ်ပဲဖူးမြော်ရတာဖြစ်တယ်တွေ့မြင်ရတာဖြစ်တယ်အာမင်ထို့တဲ့ကြောင့်ကျမတို့တက်တာထဲမှာလဲအရင်နေ့တည်းနဲ့မတူဘဲနဲ့ပေါ့နော်ကျမတို့ဖခင်တိုးထခြင်းကိုခံစားခြင်းနဲ့ဆိုလို့ရှိရင်လည်းကျမတို့တက်တာကိုထိုပညာရှိခဲ့လို့ကျမတို့စင်ခြင်းနှလုံးသွင်းရအောင်အတက်တာကိုပြင်ဆင်ရအောင်အာမင်
အဲ့ဒီအရာတွေနဲ့ကျမဒီနေ့ခွန်အားပေးချင်ပါတယ်အာမင်အားလုံးမမေ့ကြလားမမေ့ပါတယ်နော်အချိန်လဲစေပြီဆိုတော့ဗောနော်အဲ့ဒီအရာတွေနဲ့ကျမခွန်အားပေးချင်ပါတယ်နောက်ဆုံးအနေနဲ့ကျမတို့ပညာရှိတွေရဲ့တက်တာထဲမှာကျမပြန်ပြောချင်တယ်သူတို့ကကဲတင်ရှင်ကိုဖိုးမြော်တဲ့အခါမှာသူတို့ကချစ်ချင်းပဲမရောက်ဘူးဒါပေမဲ့ဇွဲမလျှော့ဘဲနဲ့ပေါ့နော်သူတို့ကပထမဆုံးအနေနဲ့ရှာဖွေတယ်တိမြင်တယ်ပြီးတဲ့အခါမှာပူဇော်ဖူးသွေးပူဇော်လို့စိတ်ရှိတယ်ဆန္ဒရှိတယ်ပြီးရင်ရောက်လာပြီးတော့သူတို့ကထိုသူငယ်ကိုဖိုးမြင်တာဖြစ်တယ်ထိုနေ့လည်းကောင်းပဲဒီနေ့ခရစ်မတ်မှာဒီနေ့ဒီဇင်ဘာလမှာထိုသူငယ်ရဲ့ပေါ့နော်တူထီချင်းထိုသူငယ်ရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုဖျက်ခင်ကအတိတ်တဖန်ကောင်းကြည့်ပေးလေအရောက်စီတိုင်းကိုတူထီပါစေကျမတို့ဆရာကိုပေါ့နော်အချိန်ပေးချင်ပါတယ်ဟုတ်ပြီကျေးဇူးတင်တယ်ခေါင်းအားရချမယ်လို့ထင်ပါတယ် worship အတင်း worship ဒီလာပြီးတော့တခြင်းတစ်ပုတ်ဆိုပြီးတော့เนาะကျွန်တော်တို့အတ္တတီတီကိုစကကြရအောင်เนาะကျွန်တော်အတန်ကနည်းနည်းလေးဖျားကိုွယ်တဲ့ချိန်မှာစိတ်ပါအာရပါရကိုွယ်လို့တကားတည်းအတန်นี่ကောင်းနေတာဖြစ်တယ်ဆိုခရစ်မတ်ကျွန်တော်တို့ကိုကယ်တင်ဖို့လာတဲ့ခရစ်တော်ကဖျားရဲ့မှန်တော့တာဖြစ်တယ်ကိုယ်ွယ်ထိုက်တော့ရှင်ဖြစ်တယ်ဟာလေလုယာအဲ့ဒီပညာရှင်တွေကဆွေငွေကိုရချင်လို့ယေရှုကိုကိုးကွယ်တာမဟုတ်ဘူးသူတို့ဆွေငွေကိုယူဆောင်သွားပြီးတော့ကိုးကွယ်ထိုက်တော့ရှင်ကိုတို့ကိုးကွယ်တာဖြစ်တယ်ဟာလေလုယာအဲကြောင့်ကျွန်တော်တို့အတူတကွသခြင်းတစ်ပုတ်ဆိုပြီးတော့ဆုတောင်းရင်းနဲ့ကျွန်တော်အချိန်ကိုဆုံးသက်ကြမှာဖြစ်တယ်Good
တော်ဆုတောင်းပြီးတော့ကြည်ရောโอ้ဟာလေလုယာရှိခိရာမာကာကျွန်တော်တို့ကျေးဇူးတော်ကြည်ရွတ်တင်ကြရအောင်ဟာလေလုယာကိုရောပြည်ရတဲ့ကိုပိုင်ဆိုင်တော်တို့ရောက်ရှိတဲ့ပြည်ကိုကောင်းချီးပြီးတော်မူပါဟာလေလုယာအာမင်ရှိခိရာမာကေရီမာဟိုရီမာကာရာမာစေရေအာမင်ကိုရောကိုချီးဇူးတဲ့နဲ့ကိုရောပေးတဲ့အတ္တတာကိုရောကိုချီးမွမ်းသောကိုရောကိုချီးဇူးတဲ့သောအတ္တတာဖြစ်ဖို့ရအတွက်အရောက်စီတိုင်းကိုမဆာပေးသနာတော်မူပါအာမင်ချိန်တိုင်းမှာသာသမီကိုမြောက်အကောင်းဆုံးပြင်ဆင်ပြီးတော့ကိုရောကိုချီးဇူးတဲ့နဲ့ဒီချိန်ဒီညနေမှာကိုယ်ွယ်ထိုက်တော့ရှင်ကိုကိုယ်ွယ်နိုင်တော့အခွင့်ကိုပြီးတော့ကိုရောကိုချီးဇူးတင်တယ်ကိုရောပေးတယ်အသေးနဲ့ရှင်တို့ကျွန်တော်အစင်တာဒီနေ့ဂျေရှုအေမနွေလာကိုရောပေးတာ Yes Lord ကိုရောပြီးတဲ့အသေးနဲ့ပဲရှင်သူကျွန်တော်အချင်းကဒီနေ့ကြည့်ရှုသူအေမနွေလာကျွန်တော်ချိန်နာရီများကိုအစအနည်းဆုံးထိတိုင်ဝိညာဉ်တော်ဖယားမဆာတော်မူတဲ့ကြောင့်ကိုရောကိုကြည်စုတင်တယ်ကြည်စုတော်ပေါင်းကိုရည်တွဲချီးမွမ်းရင်းနဲ့ကယ်တင်ပါရှင်ခရစ်တော်နာမကိုမြည်ပြု၍ဆုတောင်းစေကအနံပိုင်းမြတ်စွာဘုရားသခင်အာမင်အာမင်ဖျားကောင်းကြည်ပြပါစေလာမယ့်အပတ်ကြရင်ရန်ကုန်ကနေ worship band တပင်လာမှာဖြစ်တယ်နော်တကယ်ချင်းတွေကိုခေါ်လာခဲ့ပါကျွန်တော်တို့မြေမောက်တော်ထဲမှာတူဝတ်ထားမယ်စီစိုးတဲ့လက်ဖက်ရည်တောက်ရည်နဲ့ကျွန်တော်တို့